ဘယ်ထမင်းကိုစားပြီးတော့ဘယ်ထမင်းဦးကိုစားပြီးတော့ကျွန်တော်ကြီးထွားလာတယ်ဆိုတာဟုတ်ကျွန်တော်မသိသလိုမျိုးပဲဘယ်ပညာရက်တွေကကျွန်တော်တို့ဒီနေ့ဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတော့ကျွန်တော်မသိနိုင်ပါဘူးဒါကြောင့်အားလုံးနဲ့ကိုယ့်ရဲ့ downline တွေကိုဒီနေ့မှာအိတ်ခေါ်ပြီးတော့သင်ယူတူတူသင်ယူခြင်းအပြင်ဒီနေ့ကလည်းသူ့ဘဝရဲ့ပထမဆုံးဆုံးဖြတ်ချက်ချတဲ့နေ့တစ်နေ့ယုံကြည်မှုတွေတိုးလာတဲ့နေ့တစ်နေ့လူရ100မဟုတ်ပဲနဲ့အနည်းဆုံးလူရ200ဆိုပြီးတော့ဒီမှန်းထားတာဖြစ်ပါတယ်နော်ကျွန်တော်ဒီနေ့အနည်းငယ်ပေါ့နော်စကားလေးအနည်းငယ်ပြောပြီးရင်တော့ကျွန်တော်တို့ဒီနေ့လာရောက်ပြီးတော့မျှဝေမဲ့နော်ကျွန်တော်ရဲ့ခေါင်းဆောင်ကိုဖိတ်ခေါ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနော်အားလုံးနေနဲ့နော်ဒီနေ့ကျွန်တော်တို့သင်တန်းစီစဉ်တစ်ခုမှာကျွန်တော်တို့တွေကနီးစနစ်ကိုသုံးချတယ်နီးစနစ်ကိုသုံးချတယ်ဆိုတဲ့နေရာလေးမှာကျွန်တော်နည်းနည်းကြံပြုပေးခြင်းပါနော်အဲ့ဒါဘာလဲဆိုတော့အခုကျွန်တော်တို့ဒီသင်တန်းကိုတက်ရောက်သင်ယူရတယ်ဆိုတာကကျွန်တော်တို့အခကြေးငွေပေးပြီးတော့တက်ရောက်သင်ယူရတာမဟုတ်ဘူးအားလုံးနေကျွန်တော်တို့နော်အခကြေးငွေမရှိဘဲနဲ့ free သင်ယူခွင့်ရတယ်ဒါပေမဲ့ဒီနေ့လာရောက်ပြီးတော့သင်ပြပေးမဲ့ပညာရက်ကကျွန်တော်တို့ဒီနေ့သင်ယူပြီးတော့ဘာမှကိုယ့်အတွက်နော်သုံးချလို့မရတဲ့သုံးချမဲ့နေရာမရှိတဲ့ပညာရက်တွေမဟုတ်ပါဘူးအားလုံးနေနဲ့ဒီနေ့မှာတည်တည်ချာချာလေးကိုလေးနဲ့ထားပြီးတော့သင်ယူသွားမယ်ဆိုရင်ဒီနေ့လာရောက်ပြီးတော့သင်ပြပေးမဲ့ပညာရက်ကကျွန်တော်တို့ရဲ့ဒီနေ့ဒီစီးပွားမှာအောင်မြင်မှုကိုရရှိပြီးတော့အောင်မြင်မှုကိုကျွန်တော်တို့ရေရှည်ထိုင်းသိမ်းတဲ့နော်စိတ်နေစိတ်ထားပိုင်းဆိုင်ရာတွေအသိပညာပိုင်းဆိုင်ရာတွေနော်ဒီပိုင်းဆိုင်ရာတွေလည်းလာပြီးတော့အားလုံးကိုသင်ပြပေးမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပေးထားတဲ့ခေါင်းစဉ်ကကျွန်တော်တို့ခေါင်းဆောင်တယောက်ရဲ့စီမံခန့်ခွဲမှုပညာရက်နော်ခေါင်းဆောင်တယောက်ရဲ့ကျွန်တော်တို့စီမံခန့်ခွဲမှုပညာရက်အားလုံးဒီနေ့ဒီထဲမှာရှိနေကြတဲ့သူတွေဒီဆက်ဆက်မော်စီဘွားမှာမိမိနှက်ဝါရဲ့ဥဆောင်သူပဲဖြစ်ပါတယ်ခင်ဗျ။ဟုတ်တယ်နော်ဒီစီးပွားမှာကျွန်တော်တို့စူးစမ်းမယ်ဆိုရင်သေချာတာတော့ကိုကနေပြီးတော့ကိုယ့်ရဲ့ downline တွေဆိုတာသေချာဖို့ရှိလာမယ်ကိုယ့်ရဲ့ downline ကနေကိုယ့်ရဲ့ဖွဲ့သားတွေဆိုတာသေချာဖို့ကျွန်တော်တို့ရှိလာမှာဖြစ်ပါတယ်ဒါဆိုရင်မိမိရဲ့တင်းဖွဲ့တဲ့မှာလူကြီးတက်မှန်ပြီးတော့အများကြီးရှိလာမှာဖြစ်တဲ့အတွက်မိမိဒီခေါင်းဆောင်တယောက်အနေနဲ့တည်ထိုက်တဲ့ကျွန်တော်တို့စီမံခန့်ခွဲမှုပညာရက်တွေကိုမဖြစ်မနေကျွန်တော်တို့တွေကသိထားရမှာပဲဖြစ်ပါတယ်နော်ဒါကြောင့်အားလုံးအနေနဲ့ကျွန်တော်ပြောချင်တာကဒီနေ့မှာကိုတိုင်လည်းဒီနေ့အခကြေးငွေပေးစရာမလိုသလိုမျိုးကိုယ့်ရဲ့ဖွဲ့သားတွေကိုဒီနေ့အကန့်အသတ်မရှိသင်တန်းထဲမှာကျွန်တော်တို့ခေါ်ထည့်လာမယ်ဆိုရင်လည်းကျွန်တော်တို့အခကြေးငွေပေးစရာလိုလားလုံးဝမလိုပါဘူးဒါကိုကျွန်တော်တို့တွေကအကျိုးရှိတောင်းချဖို့လိုအပ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့အပြင်စီးပွားတစ်ခုအနေနဲ့ပြောမယ်ဆိုရင်မိမိရဲ့စီးပွားမှာဒီနေ့ကျွန်တော်တို့တိုးတက်ဖို့အတွက်ကျွန်တော်တို့တွေကအခုလိုမျိုးနော်အသိပညာရပိုင်းဆိုင်ရာတွေအခုလိုမျိုးသင်တန်းတွေကိုကျွန်တော်တို့တွေကနော်အကျိုးရှိစွာနဲ့သုံးချပြီးတော့မိမိရဲ့အောင်မြင်မှုကိုကျွန်တော်တို့ကမှန်ကန်စွာတည်ဆောက်ခြင်းပညာရတစ်ခုလို့လည်းပြောလို့ရပါတယ်ဒါကြောင့်သင်တန်းထဲမှာအမြဲတမ်းကိုယ့်ရဲ့ဖွဲ့သားတွေကိုနော်ကိုနဲ့တူတူအမြဲတမ်းသင်ယူခြင်းကဒါကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်ခင်ဗျာနော်โอเคလူကြီးလည်း104ယောက်ရှိပါပြီวันดีครับอาจารย์อีก2นาทีก็เลื่อนนะครับโอเคครับผมครับอีก2นาทีนะครับครับผมครับโอเคဒါဆိုရင်ကျွန်တော်တို့နောက်ထပ်2မိနစ်เนาะလူကြီး105ယောက်ဝင်လာတာနောက်ကြတယ်ဆိုရင်လည်းကျွန်တော်တို့ဒါဘယ်လိုပြောမလဲကျွန်တော်တို့အနေနဲ့မတက်နိုင်ဘူးလေเนาะအားလုံးအနေနဲ့ကျွန်တော်တို့ကြိုတင်ပြီးတော့ကြီးညာထားတယ်အားလုံးအနေနဲ့ကြိုတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်ကင်ထားတယ်ဒီနေ့လာရောက်ပြီးတော့သင်ပြပေးတဲ့ leader ကလည်းအစင်သစ်လာရောက်ပြီးတော့ကျွန်တော်တို့အခုဆိုရင်ရောက်ရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အချိန်ကနော်အချိန်မီဝင်လာတာကတော့ဒါကတော့ဘယ်လိုပြောမလဲကျွန်တော်တို့အပြင်စကားအနေနဲ့ပြောမယ်ဆိုကိုထိုက်ကိုကန်လို့ပဲပြောရမှာပေါ့နော်နော်ကိုထိုက်နဲ့ကိုကန်လို့ပဲပြောရမှာပေါ့နော်โอเคအားလုံးကိုကျွန်တော်ကလည်းဒီလိုမျိုးလဲကျွန်တော်မဖြစ်စေချင်ပါဘူးအားလုံးကိုဒီနေ့ရရှိလိုက်တဲ့ပညာရက်တွေကိုကိုတိုင်းပါဝင်အားလုံးကိုကျွန်တော်သိစေချင်တာဖြစ်တဲ့အတွက်ဒီနေ့ကိုရဲ့ဖွဲ့သားတွေကကျွန်တော်တို့မဝင်လာရောက်ဘူးဆိုရင်ကိုတွေကနေပြီးတော့ဒီနေ့တည်ချာလေးနဲ့ထားပြီးတော့ရေးမှတ်မယ်သိယူမယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီနေ့မဝင်လာရတဲ့မိမိရဲ့ downline လေးတွေသူတို့ကိုကျွန်တော်တို့တွေကပြန်လည်ပြီးတော့လက်စစ်ကန်ပြီးတော့တင်ပြပေးနိုင်ဖို့အတွက်ဒါဆိုရင်တချို့ဆိုရင်လုံးဝမအားတဲ့သူတွေလည်းရှိတာဖြစ်တဲ့အတွက်သူတို့အနေနဲ့လည်းကိုလက်စစ်ကန်ပြီးတော့တင်ပြပေးမယ်ဆိုရင်ကိုသိတဲ့ပညာရက်ကိုလည်းသူတို့သိခွင့်ရได้แล้วครับอาจารย์โอเคครับโอเคเดี๋ยวฝากทีโกด้วยนะโอเคครับก็สวัสดีทุกคนนะครับเมงกะลานะครับสวัสดีทุกคนเนาะ
วันนี้ก็ดีใจนะครับดีใจที่มีโอกาสได้มาแบ่งปันนะครับ แนวคิดหรือวิธีการซึ่งพี่เชื่อว่าประมาณนะครับประมาณ1 ชั่วโมงครึ่งไม่เกินต่อจากนี้ครับ น่าจะเป็นแนวคิดที่จะทำให้พวกเราสามารถประสบความสำเร็จได้มากขึ้นกว่าเดิม โอเคအားလုံးအနေနဲ့ဒီနေ့မှာကျွန်တော်တို့ဒီထက်မှာအချိန်เนาะတနာရီနဲ့မိနစ်30လောက်ကျွန်တော်တို့အသုံးပြုသွားမှာဖြစ်ပါတယ်ဒီနေ့ရဲ့ကျွန်တော်တို့ဒီနေ့မှာလာရောက်ပြီးတော့တင်ပြပေးမယ့်အရာတွေကတော့အားလုံးအနေနဲ့ဒီနေ့အောင်မြင်မှုတွေကိုကျွန်တော်ရရှိအောင်ကြိုးစားတဲ့နေရာမှာသုံးပြုရမယ်ပေါ့เนาะကျွန်တော်တို့အတွေးခေါ်နဲ့လှုပ်ဆောင်မှုပိုင်းဆိုင်ရာတွေကိုဒီနေ့မှာလာရောက်ပြီးတော့တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคครับก็หลายๆคนอาจจะเพิ่งเจอกันครั้งแรกอาจจะได้เห็นครั้งแรกอะไรอย่างเงี้ยนะครับแต่คิดว่าทุกคนก็น่าจะรู้จักนะครับโอเคเดี๋ยวเรามาทำความรู้จักกันก่อนนะครับว่าตัวผมเองเป็นใครเนาะโอเคဟုတ်ကဲ့ပါအားလုံးအနေနဲ့ဒီနေ့မှကျွန်တော်ရဲ့အတန်ကိုကြားဖို့တဲ့သူလည်းရှိမယ်ကျွန်တော်ကိုဒီနေ့မှမြင်ဖို့ကြားတဲ့သူလည်းရှိမယ်ဒါပေမဲ့အခုမှမြင်ဖို့တယ်အခုမှကြားဖို့တယ်ဆိုပေမဲ့ကျွန်တော်ကိုသိနေကြတဲ့သူတွေလည်းရှိကြမယ်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့เนาะနာမည်လေးကိုလည်းအားလုံးလာပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်ก็ชื่ออาจารย์นัทนะครับณัฐพลพันธทิมนะครับก็เดินเข้ามาธุรกิจ Success Mall นะครับณวันนี้ก็เข้าสู่ปีที่10ကျွန်တော်ရဲ့နာမည်တော့အကျဉ်းနဲ့လို့လည်းခေါ်ပါတယ်အကျဉ်းနဲ့တဘောပတ်တင်လို့လည်းခေါ်ပါတယ်ခင်ဗျာဆက်စပ်မော်စီဘွိုင်းမှာကျွန်တော်ဝင်လာပြီးတော့လောက်ကင်နေတာတော့အခုဆိုရင်10နှစ်ထဲကိုရောက်နေပြီပဲဖြစ်ပါတယ်ခင်ဗျာแล้ววันนี้คือวันที่ครบ10ปีนะครับวันที่พี่ตัดสินใจปิด X ก็คือเมื่อ10ปีที่แล้ววันที่17ตุลาคมကျွန်တော်ဒီနေ့ဆက်စပ်မော်စီဘွိုင်းမှာ exit ပိတ်တာပါเนาะလွန်ခဲ့တဲ့ကျွန်တော်10နှစ်တောင်ကကျွန်တော်တို့10လပိုင်း17ရက်နေ့ပဲဖြစ်ပါတယ်โอเคแน่นอนครับว่าพี่จะเล่าคร่าวๆเนาะอดีตนะครับตัวพี่เองก็เป็นเจ้าของธุรกิจเป็นเจ้าของโรงเรียนสอนดนตรีครับကျွန်တော်ကတော့ဆက်စပ်မော်စီဘွိုင်းကိုမလုပ်ခင်တော့ဆိုရင်ကျွန်တော်ကစီဘွိုင်းသမားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီစန်တရားတီးတဲ့ပညာရပ်ကိုသင်ပြပေးတဲ့ဆရာတစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျာพูดง่ายๆเมื่อ10ปีที่แล้วครับก็เกิดวิกฤตเกิดขึ้นกับโรงเรียนดนตรีของพี่นั่นคือเกิดวิกฤตไฟไหม้ครับကျွန်တော်လွန်ခဲ့တဲ့10နှစ်ကကျွန်တော်စန်တရားကျောင်းဖွင့်ထားတဲ့နေသားတစ်ခုမှာကျွန်တော်ပြဿနာတစ်ခုတွေ့ပါတယ်เนาะအဲ့ဒီပြဿနာကကြတော့ကျွန်တော်ရဲ့ဒီနေ့ဖွင့်ထားတဲ့ကျောင်းကမီးလောင်ခြင်းပြဿနာပဲဖြစ်ပါတယ်ခင်ဗျာและใครจะเชื่อว่าไฟไหม้ครั้งนั้นแหละครับนั่นคือจุดเริ่มต้นที่ทำให้ตัวพี่ได้เดินเข้ามารู้จักกับ Success Mall ဘယ်သူယုံကြည်မဲ့ခင်ဗျာเนาะအဲ့ဒီချိန်တော့ကျွန်တော်ရဲ့ကြောင်မီးလောင်တဲ့အချိန်မှာအဲ့ဒီချိန်မှာပဲကျွန်တော်ဆက်ဆက်မော်စီဘွိုင်းကိုစတင်ပြီးတော့ဝင်ရောက်ပြီးတော့လာပြီးတော့လောက်ကန်ရေးဖြစ်ပါတယ်ခင်ဗျာเมื่อ10ปีที่แล้วก็ต้องขอบคุณนะครับผู้ที่เอาโอกาส Success Mall มาให้พี่เนาะคืออัพไลน์ของพี่เองก็ Blue Diamond พี่หนูเล็กกัญญรัตน์เกียรติบูรณ์ဟုတ်ကဲ့ပါကျွန်တော်တို့ဒီစီးပွားရေးခွင့်လန်းကိုလာပြီးတော့မိတ်ဆက်ပေးတဲ့သူကကြတော့ဒါဖိနုလေးလို့လည်းခေါ်ပါတယ်ခင်ဗျာถามว่าวันที่พี่ฟังครั้งแรกบอกทุกคนเลยนะครับไม่ได้เห็นโอกาสเลยว่า Success Mall คือเครื่องมือที่จะเปลี่ยนชีวิตพี่ได้အားလုံးလည်းယုံလားတော့မသိဘူးခင်ဗျာကျွန်တော်စတင်ပြီးတော့နားထောင်တဲ့နေ့မှာကျွန်တော်လုံးဝအခွင့်အလမ်းမမြင်ခဲ့ပါဘူးเนาะကျွန်တော်ဒီနေ့ဆက်ဆက်မော်စီဘွိုင်းဆိုတာကျွန်တော်ဘဝကိုပြောင်းလဲပေးနိုင်တဲ့เนาะကကရိယာတစ်ခုအနေနဲ့ကျွန်တော်အခွင့်အလမ်းမမြင်ခဲ့ပါဘူးခင်ဗျာฟังครั้งแรกแค่สมัครแต่ไม่ได้ตัดสินใจทำอะไรเลยကျွန်တော်စတင်ပြီးတော့နားထောင်တဲ့အချိန်မှာကျွန်တော်သိတော့ဝင်ခဲ့တယ်ခင်ဗျာဒါပေမဲ့ဘာမှဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်မလုပ်ခဲ့ပါဘူးแต่ด้วยวิกฤตครั้งนั้นนะครับมันทำให้พี่ไม่มีทางเลือกหลังจากสมัครไปแล้วเกือบ1 ปีครับพี่ถึงเดินเข้ามา Success Mall อีกครั้งหนึ่งเพราะเห็นผลลัพธ์ความเปลี่ยนแปลงของพี่หนูเล็กကျွန်တော်အနေနဲ့စတင်ပြီးတော့သင်ဝင်ပြီးတော့တစ်နှစ်တိထဲမှာကျွန်တော်ဘာမှမလုပ်ဆောင်ပါဘူးကျွန်တော်မီးလောင်ပြီးတဲ့အချိန်မှာကျွန်တော်ရဲ့စံတရားအကြောင်းမီးလောင်ပြီးတဲ့အချိန်မှာကျွန်တော်ဆက်ဆက်မော်စီဘွားမှာနောက်တစ်ခါဝင်လာပါတယ်အဲ့ဒီဝင်လာတာကတော့ကျွန်တော်မိတ်ဆက်ပေးတဲ့ကျွန်တော်ရဲ့ apply ဖိနုလေးရဲ့သူ့ဘဝရဲ့ပြောင်းလဲမှုတွေကိုမြင်ပြီးတော့ကျွန်တော်ပြန်လည်ပြီးတော့ဝင်လာခြင်းဖြစ်ပါတယ်ခင်ဗျာเลยตัดสินใจฟังข้อมูลอีกครั้งหนึ่งก็เห็นโอกาสจากแผนธุรกิจเห็นโอกาสจากแผนการตลาดကျွန်တော်အနေနဲ့เนาะနောက်တစ်ခါကျွန်တော်ခွင့်ရပေးပြီးတော့ဝင်လာနားထောင်တယ်အဲ့ဒီအချိန်မှာကျွန်တော်အနေနဲ့เนาะဆက်စပ်မော်ကုမ္ပဏီရဲ့ဈေးကွက်ပလန်ဝင်ငွေပိုင်းဆိုင်ရာတွေကိုတည်တည်ချာချာလေးလေ့လာပြီးတော့ကျန်နေတဲ့လို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်ခင်ဗျာ
แน่นอนครับพอเห็นโอกาสครับพี่ก็ตัดสินใจลงมือทำแบบไม่มีเงื่อนไขพี่ก็ใช้ระยะเวลาเพียงแค่14วันในเดือนแรกก็สามารถได้ชิดตำแหน่งแพลตินัมรายได้เดือนแรกเกือบ 50,000 บาทကျွန်တော်အနေနဲ့เนาะအဲ့လိုမျိုးကျွန်တော်ဆုံးဖြတ်ချက်ချပြီးတော့ဝင်လာပြီးတဲ့အချိန်မှာเนาะကျွန်တော်အနေနဲ့14ရက်အတွင်းမှာပဲပထမဦးဆုံးအနေနဲ့ကျွန်တော်ရရှိပလက်တီနမ်ဆိုတဲ့ယာတူကိုရရှိခဲ့တာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်စူးစမ်းခဲ့တဲ့အချိန်မှာအောင်မြင်မှုရရှိဖို့အတွက်ဘယ်အကြောင်းအရာတစ်ခုကိုမှကျွန်တော်အနေနဲ့ဒါမငြင်းဆန်ခဲ့ဘူးအကုန်လုံးကိုအောင်မြင်မှုရရှိဖို့အတွက်ရရှိနိုင်တဲ့အကုန်လုံးကျွန်တော်တို့ဘာခက်ခဲပြဿနာတွေကျွန်တော်မငြင်းဆန်မယ်နဲ့ဆုံးဖြတ်ချက်ချစူးစမ်းလုပ်ကင်ခဲ့တာ14ရက်အတွင်းမှာပလက်တီနမ်ယာတူကိုရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျพวกเราคนอยากรู้เนาะว่าอะไรที่เป็นคีย์ที่ทำให้พี่ใช้ระยะเวลาเพียงแค่ไม่ถึง1 เดือนสามารถเป็นแพลตินัมได้အားလုံးနေနဲ့เนาะကျွန်တော်တို့သိချင်ကြလိမ့်မယ်ဘယ်အချက်တွေကကျွန်တော်14ရက်အတွင်းမှာ Platinum ယာတူကိုရရှိခဲ့တယ်ဆိုတာပေါ့เนาะแน่นอนครับพอเป็นแพลตินัมปั๊บหลังจากนั้นก็ลุยแล้วก็ลงมือทำก็ใช้ระยะเวลา2 ปีกว่าปัจจุบันก็เป็นตำแหน่ง Emerald ที่รับรายได้ต่อเดือนมากกว่า 200,000 บาทรับรายได้รวมนะครับตลอด10 ปีมากกว่า10 ล้านบาทကျွန်တော်ဒီနေ့ Platinum ယာဖြုတ်ပြီးတော့ Platinum ယာတူကိုရရှိပြီးတော့နောက်မှကျွန်တော်စူးစမ်းခဲ့တာ2 နှစ်အတွင်းမှာEmerald ဆိုတဲ့ယာတူကိုဒါရရှိခဲ့တာဖြစ်ပါတယ်ဆက်ဆက်မောစီးပွားရေးမှာစုစုပေါင်းကျွန်တော်ရရှိခဲ့တဲ့ဝင်ငွေစုစုပေါင်းဟာกี่ล้านบาทครับ10 ล้านครับစုစုပေါင်းကျွန်တော်ရဲ့ဝင်ငွေရဆိုရင်အခုဆိုရင်ဒါဘတ်ငွေ10 သန်းကျော်ရှိနေပါပြီခင်ဗျและอย่างที่ทุกคนทราบครับวันนี้พี่ไม่ได้ประสบความสำเร็จคนเดียวคนใต้องค์กรพี่นะครับ 90% คือพี่น้องชาวเมียนมาทั้งหมดก็เสียงหายครับโอเคครับโอเคအားလုံးနေနဲ့ဒီနေ့ကျွန်တော်အခုလိုမျိုးကျွန်တော်အောင်မြင်မှုရရှိခဲ့တာကကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတာကိုအားလုံးနေနဲ့သိရှိကြမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ network အောက်မှာအခုလက်ရှိမှာအောင်မြင်နေကြတဲ့90%သောသူတွေဟာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းသူတိုင်းသားတွေဖြစ်ပါတယ်ခင်ဗျ။ซึ่งแน่นอนครับวันนี้ถ้าพี่มีผลลัพธ์คนเดียวได้ประสบความสำเร็จคนเดียวพี่คงไม่กล้าที่จะมาแบ่งปันแต่วันนี้ใต้องค์กรพี่อย่างที่ทุกคนทราบครับมีคนอยู่ใต้องค์กรพี่เกือบ 200,000 รหัสအားလုံးနေနဲ့ဒီနေ့ကျွန်တော်တယောက်တည်းပဲအောင်မြင်မှုရရှိခဲ့တယ်ကျွန်တော်တယောက်ပဲရလက်တွေရရှိတယ်ဆိုရင်ကျွန်တော်ဒီနေ့မှလာရောက်ပြီးတော့မျှဝေလို့ရဲမှာမဟုတ်ပါဘူးခင်ဗျဒီနေ့ကျွန်တော်ရဲ့ network အောက်မှာအောင်မြင်နေတဲ့သူစုစုပေါင်းဆိုရင်တော့ဒါကောက်နံပါတ်စုစုပေါင်းဆိုရင်2 သိန်းဝန်းကျင်တော့မှရှိတာဖြစ်ပါတယ်ခင်ဗျมีน้องๆชาวเมียนมาที่ประสบความสำเร็จนะครับมีรายได้เพิ่มขึ้นมามากกว่า 10,000 บาทต่อเดือนเนี่ยหลายพันคนใต้องค์กรพี่ကျွန်တော်ရဲ့ network အောက်မှာဆိုရင်เนาะအောင်မြင်နေကြတဲ့မြန်မာတိုင်းသူတိုင်းသားတွေထဲမှာတစ်လကို1000 ဘတ်ထက်ရရှိနေကြလက်ဟစုစုပေါင်းဆိုရင်လက်ဟ1000ကျော်တော်မှရှိတာဖြစ်ပါတယ်ခင်ဗျคนที่มีรายได้มากกว่า 50,000 บาทก็หลายร้อยคนครับကျွန်တော်တစ်လကို9000 ဘတ်ထက်ရရှိနေတဲ့เนาะလူကြီးစုစုပေါင်းဆိုရင်လည်းကျွန်တော်တို့เนาะရာခိုင်နှန်းနဲ့ရှိတာဖြစ်ပါတယ်ဗျรายได้มากกว่า 100,000 บาทเนาะ 100,000 บาทต่อเดือนนะมากกว่า50คนကျွန်တော်တစ်လကို1000 ဘတ်ထက်ကျွန်တော်ရရှိနေတဲ့သူဆိုရင်ကောက်နံပါတ်စုစုပေါင်းကျွန်တော်တို့50ကျော်ရှိတာဖြစ်ပါတယ်ဗျมีไดมอนด์ใต้องค์กรพี่16 รหัสบลูไดมอนด์ตอนนี้3 รหัสแล้วก็แบ็คไดมอนด์2 รหัสครับကျွန်တော်တို့ diamond စုစုပေါင်းဆိုရင်ကျွန်တော်တို့ဒါ10ရောက်ဝန်းကျင်ရှိပါတယ်ပြီးရင်ကျွန်တော်တို့ blue diamond တွေကျွန်တော်တို့ black diamond တွေလည်းထပ်မံပြီးတော့ကျွန်တော်တို့ရှိထားတာပဲဖြစ်ပါတယ်ခင်ဗျซึ่งวันนี้พี่ก็จะมาบอกทั้งหมดครับว่าตลอด10 ปีที่ผ่านมาพี่สร้างองค์กรหรือสร้างทีมนี้ด้วยวิธีการอะไรကျွန်တော်ဒီနေ့အားလုံးကိုကျွန်တော်တိဆောက်လာတဲ့ကျွန်တော် network တစ်ခုတိဆောက်လာတဲ့အချိန်မှာဘယ်လိုမျိုးเนาะတိဆောက်လာတဲ့ဆိုတဲ့အချက်လက်ပညာရပ်တွေကိုဒီနေ့မှာအားလုံးကိုလာရောက်ပြီးတော့တင်ပြမျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျมีพี่น้องรุ่นพี่เราที่เขามาก่อนเรานะครับเขาแค่มาก่อนเราวันนี้เขาเปลี่ยนแปลงชีวิตพาครอบครัวมาอยู่ที่เมืองไทยซื้อบ้านที่เมืองไทยซื้อรถที่เมืองไทยพูดง่ายๆเปลี่ยนชีวิตจากหน้ามือกลายเป็นหลังมือเลยကျွန်တော်အားလုံးနေနဲ့ဒီနေ့ကိုယ့်ရဲ့ရှစ်မှာကိုယ့်ရဲ့ senior တွေနဲ့အောင်မြင်မှုတွေကိုမိတ်ဆွေတို့အားလုံးလည်းမြင်တွေ့ကြမှာဖြစ်ပါတယ်အားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့ထိုင်းနိုင်ငံမှာလာပြီးတော့
နေ့စာလုံးလုံးရင်းနဲ့အားလုံးဒီနေ့ဆက်ဆက်မော်စီဘွားမှာစူးစမ်းရင်အခုဆိုရင်ထိုင်းနိုင်ငံအတွင်းမှာကျွန်တော်တို့ကိုပိုင်အိမ်တွေဝယ်တယ်မိသားစုတွေကိုဒီနေ့ထိုင်းနိုင်ငံမှာလာပြီးတော့ကျွန်တော်တို့နေရာချနိုင်တယ်ဒါတွေကကျွန်တော်တို့ခုနလိုမျိုးကျွန်တော်တို့လက်ပွားနေတော့လက်ခမိုးเนาะပြောင်းလဲသွားသလိုမျိုးပဲပြောင်းလဲသွားတော့အားလုံးနေနဲ့ဒီနေ့မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်ခင်ဗျာวันนี้พี่จะบอกว่าขอให้เราเชื่อมั่นในเครื่องมือที่ชื่อว่า Success More เหมือนที่ตัวพี่เชื่อมั่นแล้วก็ผู้นำที่มาก่อนเราเชื่อมั่นและพี่มั่นใจครับทุกคนในห้องนี้เนี่ย140คนนี้จะประสบความสำเร็จเหมือนรุ่นพี่เราแน่นอนအားလုံးနေနဲ့ဒီနေ့เนาะဆက်ဆက်မော်စီဘွားကိုယုံကြည်ပါပေါ့เนาะဘယ်လိုမျိုးယုံကြည်လဲဆိုတော့ဒီနေ့เนาะအခုအဂျန်နဲ့ယုံကြည်သူလိုမျိုးကိုယ့်ရဲ့ရှေ့မှာเนาะကျွန်တော်တို့အောင်မြင်နေကြတဲ့အောင်မြင်သူတွေကိုယ့်ရဲ့เนาะစီနီယာတွေဒီနေ့အောင်မြင်နေကြတဲ့သူမျိုးကိုလည်းအောင်မြင်မယ်ဆိုရင်တေချာတယ်ခင်ဗျာဆက်ဆက်မော်စီဘွားဆိုတာကဒီထဲမှာရှိနေတဲ့140ကျော်အားလုံးဟာတေချာပေါင်းအောင်မြင်မယ်ဆိုတော့ကျွန်တော်ရေးရကြီးပြောရပါတယ်ခင်ဗျာโอเควันนี้พี่มีคำถามพวกเรานะครับให้พวกเราคิดแล้วก็คิดอยู่ในใจความสำเร็จที่เราอยากได้หรือความสำเร็จที่เราอยากเป็นใน Success Mall คืออะไรครับအားလုံးနေနဲ့ကျွန်တော်မိခွန်းလေးတစ်ခုမေးချင်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ဒီနေ့အောင်းနောက်ထဲမှာတွေးကြည့်ပါဗောနော်ကျွန်တော်ရဲ့ခေါင်းထဲမှာเนาะကျွန်တော်အားလုံးနေနဲ့เนาะကျွန်တော်ဆက်ဆက်မော်စီဘွားရဲ့မှာเนาะကျွန်တော်အောင်မြင်မှုဆိုတာအောင်မြင်မှုရရှိဖို့ဆိုတာကျွန်တော်ဘာလဲဘယ်လိုမျိုးလုပ်ရတာလဲဘယ်လိုမျိုးသတ်မှတ်တာလဲဗောနော်အားလုံးနေနဲ့ဒီနေ့ဆက်ဆက်မော်စီဘွားရဲ့မှာအောင်မြင်မှုဆိုတာဘယ်လိုမျိုးအောင်မြင်တယ်လို့ဆိုလိုတာလဲဒါကျွန်တော်ဖြည့်ကြည့်မယ်ခင်ဗျာแน่นอนครับทุกคนอาจจะตอบว่ารายได้เงินที่มากพอรายได้หลัก100,000 บาทต่อเดือนหรืออาจจะบอกว่าบ้านหรือรถหรืออะไรก็แล้วแต่ครับที่ทุกคนอยากจะได้หรือตำแหน่งอยากจะเป็นไดมอนด์โอเคအားလုံးနေနဲ့ဒီနေ့ကျွန်တော်ဆက်ဆက်မော်စီဘွားမှာအောင်မြင်မှုဆိုတာကကျွန်တော်ဝင်ငွေတွေလာတဲ့သိန်းနဲ့ကြီးပြီးရရှိတာဟုတ်လားကျွန်တော်တို့ဒီနေ့ယာတုတွေရရှိတာเนาะကျွန်တော်စသည်အပြည့်เนาะကျွန်တော်လိုချင်တဲ့အရာတွေကိုကားတွေဒီလိုမျိုးတွေကိုကျွန်တော်ပိုင်ဆိုင်တာကိုအားလုံးနေနဲ့ဒီနေ့ကိုယ့်ရဲ့စိတ်ထဲမှာကျွန်တော်တို့တွေးထားကြမယ်ဆိုတာကိုကျွန်တော်သိပါတယ်ခင်ဗျာแต่วันนี้ที่บอกว่าสิ่งที่พี่พูดเมื่อกี้ทุกคนสามารถได้หมดจากธุรกิจที่ชื่อว่า Success Mall အားလုံးနေနဲ့ကျွန်တော်ပြောချင်တာဒီနေ့ကိုယ့်ရဲ့ခေါင်းထဲမှာဒီနေ့တွေးလိုက်တဲ့ကိုသက်မှတ်ထားတဲ့အဲ့ဒီယာတုတွေအိမ်တွေကားတွေเนาะကိုသက်မှတ်တဲ့အရာတွေအားလုံးဆက်ဆက်မော်စီဘွားရဲ့မှာเนาะဒါရရှိနိုင်တယ်ဆိုတော့ကျွန်တော်100%တော့ပြောရပါတယ်ခင်ဗျာแล้ววันนี้อะไรมันคือเหตุผลครับอะไรมันคือสิ่งที่ไม่ต้องทำให้เรา155คนต้องเชื่อว่า Success Mall มันให้สิ่งที่เราอยากได้มันให้ความสำเร็จที่เราต้องการได้อะไรมันคือเหตุผลรองรับကျွန်တော်အားလုံးနေနဲ့ဒီနေ့အဲ့လိုမျိုးကိုလိုချင်တဲ့အရာတွေကိုဆက်ဆက်မော်စီဘွားမှာရရှိနိုင်ဖို့အတွက်ဘယ်အရာကကျွန်တော်အဓိကကြလဲဆိုတာကိုအားလုံးနေနဲ့ဒါသိဖို့လိုအပ်ပါတယ်ခင်ဗျာหลายคนนะครับจะเชื่อเรื่องโชคชะตาจะเชื่อเรื่องดวงไปไหว้พระไปหาหมอดูเพื่อบอกตัวเองว่าจะทำยังไงให้ชีวิตที่ดีขึ้นมีชีวิตที่ดีကျွန်တော်လူတော်တော်များများဆိုရင်အဲ့လိုမျိုးအောင်မြင်မှုတွေကိုရရှိဖို့အတွက်ကျွန်တော်ကံကိုယုံကြည်တယ်တချို့ဆိုရင်ကျွန်တော်ဖျားတွေမှာဆူတောင်းတယ်တချို့ဆိုရင်ကျွန်တော်ဗီဒီတွက်ပြီးတော့ကျွန်တော်တွေနဲ့ကံတွေကောင်းစေဖို့အတွက်ရစရာတွေခြေကြတယ်ခင်ဗျာวันนี้พี่บอกครับหมอดูที่ดีที่สุดนะครับที่ทำนายอนาคตพวกเราในห้องนี้ว่าอีก5 ปีข้างหน้าเราจะมีชีวิตเป็นแบบไหนကျွန်တော်တို့အားလုံးနေနဲ့ဒီနေ့เนาะကျွန်တော်တို့ဒါကျွန်တော်ဗီဒီယိုဆရာတွေအားလုံးမှာကျွန်တော်သွားမေးကြည့်ပါတော့ကျွန်တော်တို့နောက်ထပ်9နှစ်ကြာရင်เนาะကျွန်တော်တို့နောက်ထပ်9နှစ်အနာဂတ်မှာကျွန်တော်ဆက်ဆက်မော်စီဘွားမှာကျွန်တော်ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတာပေါ့နော်คือใครครับคือรุ่นพี่ของเราที่ทำงานเดียวเหมือนกับเราเนี่ยแต่ทำมาก่อนเรา5 ปี10 ปีကျွန်တော်တို့အားလုံးနဲ့ဘယ်လိုလူတွေမှာသွားပြီးတော့မေးရမှာလဲဘယ်လိုကျွန်တော်တို့ဗီဒီယိုဆရာတွေမှာသွားမေးရမလဲဆိုတော့အခုကျွန်တော်တို့လုပ်နေတဲ့လုံမှာကျွန်တော်ရဲ့ရှေ့မှာစူးစမ်းနေကြတဲ့လွန်ခဲ့တဲ့ကျွန်တော်4နှစ်5နှစ်ကနေပြီးတော့စူးစမ်းနေကြတဲ့ကျွန်တော်တို့ရဲ့စီနီယာတွေမှာသွားပြီးတော့မေးရမှာဖြစ်ပါတယ်ခင်ဗျာแน่นอนครับวันนี้ถ้าเรายังเดินตามรุ่นพี่คนนั้นใช้เครื่องมือเดียวกับรุ่นพี่คนนั้น5 ปี10 ปีข้างหน้าหมอดูที่ทำนายแม่นคนนี้ครับชีวิตเราก็จะเหมือนรุ่นพี่คนนั้นนั่นเองကျွန်တော်တို့အားလုံးနေနဲ့လည်းဒီနေ့သိချတာတကွာတော့ကျွန်တော်ရဲ့ဒါစီနီယာအဲ့ဒီစီနီယာရဲ့ပြောတဲ့အတိုင်းသူရဲ့လမ်းညွှန်မှုတွေတိုင်းကျွန်တော်လှုပ်ဆောင်မယ်ဆိုရင်သိချတယ်ခင်ဗျာကျွန်တော်တွေကလည်းအဲ့ဒီစီနီယာကျွန်တော်ရဲ့စီနီယာတွေဒီနေ့ရနေတယ်လို့ပြောပဲကျွန်တော်တို့လည်းသိချပေါ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာอันนี้สิ่งนี้พี่อยากจะใส่ความเชื่อให้พวกเราพี่เองเคารพทุกอาชีพทำมาหมดครับ
ถูกสอนมาให้เรียนให้สูงพี่ก็เรียนจนจบปริญญาโทไปเรียนต่อเมืองนอกกลับมาเป็นลูกจ้างเขาทำงานประจำจนรู้สึกไม่ตอบโจทย์จนมาทำโรงเรียนสอนดนตรีสุดท้ายไม่ได้ผลลัพธ์ชีวิตไม่ได้ความฝันไม่ได้ความสำเร็จที่ต้องการแม้แต่อย่างเดียวเลยကျွန်တော်လည်းအခုဆိုရင်ဒါကျွန်တော်ဆိုရင်လည်းဒါထိုင်းနိုင်ငံတွင်းမှာဆိုရင်လည်းကျွန်တော်တွေဒါပညာတွေကိုအမြင့်ဆုံးအနေနဲ့သင်တယ်နိုင်ငံခြားမှာလည်းကျွန်တော်ကျောင်းတွေသွားပြီးတော့ပညာတွေသင်တယ်ပြန်လာပြီးတဲ့အချိန်မှာဆိုလည်းကျွန်တော်လှုပ်တယ်ကျွန်တော်လှုပ်ရတဲ့အလုပ်ကကြတော့ဒီနေ့တော့ဒါနေစာလုပ်လောက်ခါစားလုပ်တွေမှာကျွန်တော်လုပ်ကင်တယ်ကျွန်တော်စူးစမ်းပြီးတော့လှုပ်ဆောင်တယ်ဒါပေမဲ့ကျွန်တော်လူကျင်တဲ့အောင်မြင်မှုတစ်ခုကိုမှကျွန်တော်ဒါမရရှိအောင်ကုန်တယ်မဖော်နိုင်ခဲ့ပါဘူးခင်ဗျเพราะอะไรครับพี่เดินตามรุ่นพี่เดินตามความฝันในอดีตของพี่ซึ่งสุดท้ายรุ่นพี่ของพี่ก็ไม่มีใครสักคนที่สามารถสร้างความฝันที่เราอยากได้จริงๆแม้แต่คนเดียวในงานเดิมที่ไม่ใช่ Success Mall ကျွန်တော်လည်းဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ senior တွေဖြစ်တဲ့နော်သူတွေကလည်းသူတို့လုပ်တဲ့အတိုင်းပဲကျွန်တော်လည်းလိုက်လုပ်တယ်သူတို့ပြတဲ့လမ်းတိုင်းနဲ့ကျွန်တော်ရှောက်တယ်သူတို့တွေကလည်းဒီနေ့ဒီတိုင်းသူတို့ဘဝမှာအောင်မြင်မှုတွေမရရှိခဲ့ဘူးအခုချိန်ကြီးလည်းသူတို့တွေမအောင်မြင်သေးဘူးဒါပေမဲ့ဆက်မောမှာတော့မဟုတ်ဘူးเนาะအပြင်မှာဒီနေ့သူလောက်ကန်ခဲ့တဲ့စီးပွားရေးမှာကိုဒီကပြောပြပေးတာဖြစ်ပါတယ်ခင်ဗျแต่วันนี้รุ่นพี่ของพวกเราคือใครครับใน Success Mall ဒီနေ့အားလုံးရဲ့ဒီနေ့ကိုလမ်းပြပေးတဲ့ကိုရဲ့ senior တွေကအခုချိန်မှာဘယ်သူတွေလဲခင်ဗျဒါကိုကျွန်တော်တို့သိဖို့လိုအပ်ပါတယ်ถ้าที่ยกตัวอย่างคนที่เห็นชัดที่สุดเลยนะพี่นุ้ยสุไลวินအားလုံးကိုကျွန်တော်ဒီနေ့ပြောပြပေးမယ်ခင်ဗျเนาะဒါကြည်လင်ပြတ်သားသွားတဲ့ကျွန်တော်ရှင်းလင်းဆုံးသူကတော့ဘယ်လိုလဲဆိုတော့အခုဒီကျွန်တော်ရဲ့ leader ကြီးမန်းစုလယ်ဝဲပဲဖြစ်ပါတယ်ခင်ဗျอันนี้คือเป็นสุดยอดผู้นำอย่างที่พี่ชื่นชมนะไม่ได้มาอวยกันเองนะครับเพราะพี่เห็นพี่นุ้ยตั้งแต่วันแรกที่เดินเข้ามา Success Mallဒါကျွန်တော်သူ့ကိုကျွန်တော်အနေနဲ့ဒါချီကျူးခြင်းဖြစ်ပါတယ်ကျွန်တော်သူ့ကိုပို့ပြီးတော့ပြောတာမဟုတ်ပါဘူးခင်ဗျဘာကြောင့်လဲဆိုတော့ဒီနေ့เนาะအရန်ကုန်မှာတော်တဲ့ခေါင်းဆောင်တယောက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဒီနေ့ဆက်မော်စီပွားမှာမဆုလယ်ဝင်ပထမအဆုံးဝင်လာတဲ့နေ့ကစပြီးတော့ကျွန်တော်ဒီနေ့တွေ့ရှိခဲ့တာဖြစ်တယ်ကျွန်တော်လည်းသိရှိခဲ့တာဖြစ်ပါတယ်ခင်ဗျพี่บอกเลยในการเจอครั้งแรกเนี่ยพี่นุ้ยไม่ได้มีสัญญาเลยนะว่าจะเป็นคนที่จะสามารถประสบความสำเร็จได้อย่างทุกวันนี้เลยကျွန်တော်စတင်ပြီးတော့ဒါကျွန်တော်မဆုလယ်ဝင်ကိုတွေ့တဲ့အချိန်မှာเนาะအခုလိုမျိုးအောင်မြင်မယ်ဆိုပြီးတော့တစ်ချက်ပုံမှာကျွန်တော်မတွေးရှိခဲ့ပါဘူးခင်ဗျသူ့ရဲ့ခန္ဓာကိုယ်မှာရောသူ့ရဲ့ပုံစံနေထားတွေရောပေါ့เนาะแต่ใครจะเชื่อครับจากอดีตแม่บ้านนะครับแต่ก่อนเนี่ยเงินไม่มีเสื้อผ้าไม่มีนะครับพูดง่ายๆก็คือไม่น่าจะประสบความสำเร็จได้แต่วันนี้สิ่งที่พี่นุ้ยมีคืออะไรครับเขามีเป้าหมายเขามีความฝันเขามีภาพความสำเร็จที่ชัดเจนဘယ်သူယုံကြည်မလဲခင်ဗျဒီနေ့အိမ်ကူမဲပန်းလောက်ကင်နေတဲ့သူတယောက်เนาะကျွန်တော်တို့အင်ဂျီဝတ်စာကောင်းကောင်းလည်းမရှိဘူးပတ်စံလည်းကျွန်တော်တို့မရှိဘူးပြည့်စုံပေါ့เนาะဒါပေမဲ့ဒီနေ့သူ့မှာတစ်ခုပဲရှိတယ်အဲ့ဒါပါလဲဆိုတော့သူ့မှာတိကျပြတ်သားတဲ့ရည်မှန်းချက်တွေเนาะသူ့မှာယုံကြည်မှုတွေเนาะသူ့မှာတိကျပြတ်သားတဲ့เนาะအားရင် plan တွေဒါတွေပဲကျွန်တော်တို့ရှိတာဖြစ်ပါတယ်ခင်ဗျแล้วที่สำคัญเขาเอาเป้าหมายและความฝันสิ่งที่เขาอยากสำเร็จมาผูกกับเครื่องมือที่ชื่อว่า Success Mall ဒီနေ့သူဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုเนาะသူဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းနိုင်သူ့ရဲ့အိမ်မက်တွေကိုဒီနေ့ဆက်မောဆိုတဲ့နေရာမှာလာရောက်ပြီးတော့เนาะစတင်ပြီးတော့စိတ်ပြိုးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျแล้วพี่นุ้ยก็รับเงื่อนไขความสำเร็จทุกอย่างที่เป็นคีย์ที่จะทำให้เขาไปถึงเป้าหมายဒီနေ့เนาะကျွန်တော်ရဲ့ leader မဆုလယ်ဝင်းကလည်းသူကိုယ်တိုင်ကလည်းအောင်မြင်မှုကတောင်းဆိုတဲ့အရာမှန်သမျှအကုန်လုံးကိုလက်ခံပြီးတော့စူးစမ်းလှုပ်ဆောင်တယ်ခင်ဗျဒီနေ့မိတ်ဆွေတို့ကိုလည်းအောင်မြင်မှုပန်းနိုင်ကိုပို့ပေးနိုင်တဲ့အထိပေါ့เนาะและแน่นอนครับสุดท้ายพี่นุ้ยใช้ระยะเวลาเพียงแค่4ปีนะ4ปีเนี่ยพี่นุ้ยขึ้น Blue Diamond นะครับและประมาณปีที่5ปีที่6ปัจจุบันพี่นุ้ยก็เป็น Black Diamond รับรายได้รวมนะพี่ไม่รู้หรอกว่าพี่นุ้ยรับรายได้รวมเท่าไหร่แต่พี่เชื่อว่ามากกว่า40ล้านบาทโอเคအခုဆိုရင်မဆုလယ်ဝင်းကစတင်ပြီးတော့စူးစမ်းတဲ့4နှစ်အတွင်းမှာပဲ Blue Diamond ဖြစ်ပြီးတော့5နှစ်အတွင်းမှာပဲ Black Diamond ဖြစ်တယ်အခုဆိုရင်စုစုပေါင်းเนาะဒါရရှိတဲ့ဝင်ငွေပေါ့เนาะဒါကျွန်တော်ကိုယ်တိုင်လည်းအကုန်လုံးကိုတော့တိတိကျကျကျွန်တော်လည်းမသိပါဘူးဒါပေမဲ့ကျွန်တော်ယုံကြည်တာကတော့ဒီနေ့မဆုလယ်ဝင်းရရှိတဲ့စုစုပေါင်းဆက်မောရရှိတဲ့ဝင်ငွေစုစုပေါင်းဆိုရင်တန်40ဝန်းကျင်ရှိမယ်လို့ကျွန်တော်ခန့်မှန်းမိပါတယ်ခင်ဗျอันนี้เป็นข้อพิสูจน์ข้อหนึ่งนะครับ
มาก่อนมาหลังไม่เกี่ยวแซงกันได้วันนี้พี่จะเป็นแค่เอมเมอรัลเองทำไมมีไดมอนด์16 คนที่เป็นคนเมียนมาที่มาที่หลังพี่อยู่ใต้องค์กรพี่แซงพี่ไปอ่ะทำไมมีบูไดมอนด์3 คนที่แซงพี่ไปอ่ะทำไมมีแบ็คไดมอนด์2 คนที่แซงพี่ไปธุรกิจนี้ขอให้เราเชื่อว่ามาก่อนมาหลังไม่เกี่ยวแผนยุติธรรมแน่นอนสามารถแซงกันได้အားလုံးနေနဲ့ဒီနေ့မှာရှိနေကြတဲ့သူတွေနဲ့ဒါကကျွန်တော်တို့เนาะအရန်ပုံမှာကောင်းမွန်တဲ့ချက်တစ်ချက်ဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီစီးပွားရေးမှာရှေ့ဝင်တာတွေကျွန်တော်တို့နောက်ဝင်တာတွေမရှိပါဘူးခင်ဗျာအခုကျွန်တော်ရဲ့နောက်ဝအောက်မှာကျွန်တော်ဆိုရင်အခုလက်ရှိ Emerald ရာတူပဲရှိပါသေးတယ်ဒါပေမဲ့ကျွန်တော်ရဲ့နောက်ဝအောက်မှာ Diamond တွေလည်းရှိတယ် Blue Diamond တွေလည်းရှိတယ် Black Diamond တွေလည်းရှိတာဖြစ်ပါတယ်ခင်ဗျာဒါကဘာလဲဆိုတော့ဆက်ဆက်မိုးကုမ္ပဏီရဲ့ဈေးကွက် plan ဟာဘယ်သူစ조사လဲစ조사တဲ့သူကိုမှန်မှန်ကန်ကန်တိတိကျကျပေးတဲ့ဝင်ငွေ plan တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဒီစီးပွားရေးမှာရှေ့ဝင်တာတွေနောက်ဝင်တာတွေမဆိုင်ပါဘူးခင်ဗျာအောင်မြင်မှုရရှိဖို့အတွက်อันนี้คือเรื่องจริงนะครับถ้าเราศึกษาแผนการตลาดแบบจริงจังเราจะรู้เลยว่ามันแซงกันได้จริงฉะนั้นให้เราเชื่อนะครับอย่าคิดบางคนหลายๆคนจะคิดว่าทำแล้วอัพไลน์ได้ทำแล้วข้างบนได้ทำแล้วนู่นนี่นั่นอย่าไปคิดแบบนั้นเพราะแผนการตลาดมันออกแบบมาให้แซงกันได้จริงๆဒါကြောင့်အားလုံးနဲ့ကျွန်တော်တို့ဒီစီးပွားရေးဟာเนาะကျွန်တော်တို့နောက်ဝင်ပေမဲ့လည်းရှေ့မှာလူတွေကိုကျွန်တော်တို့ကြော်တက်လို့ရတယ်ကျွန်တော်တို့ဒီစီးပွားရေးမှာအောင်မြင်ဖို့အတွက်ဒါကြောင့်ဒီနေ့အားလုံးတွေနဲ့လည်းဈေးကွက် plan ကိုနားထောင်တဲ့ချိန်ကြရင်အားလုံးသိရှိပြလိုက်မယ်ကိုရဲ့နောက်မှာကိုကနေပြီးတော့ဒီနေ့စ조사တယ်ငါစ조사တာသူရတယ်ငါစ조사တာ app လည်းရတယ်ငါစ조사တာဒီနေ့ထက်ကလူရတယ်ဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်လုံးဝမတွေးပါနဲ့ခင်ဗျဆက်ဆက်မောစီးပွားရေးမှာဒီနေ့ကျွန်တော်တို့ကိုကဒီမြက်ဆန်းစစမယ်ကိုကပိုစ조사မယ်ဆိုရင်ကိုရဲ့ရှေ့မှာရှိနေတဲ့သူတွေကိုလည်းကိုကကြော်ပြီးတော့ကိုအောင်မြင်မှုတွေကိုတိဆောက်လို့ရနိုင်တာဖြစ်ပါတယ်ခင်ဗျพอถ้าวันนี้นะครับอันนี้คือวิธีคิดหลักสำคัญเลยนะถ้าเรายังคิดว่าถ้าเราทำแล้วอัพไลน์ได้ถ้าเรายังมีความคิดแบบนี้เราไม่มีทางที่จะประสบความสำเร็จในธุรกิจนี้แน่นอนအားလုံးနေနဲ့ကျွန်တော်တိတိကျကျကျွန်တော်ပြောနိုင်တာကเนาะကျွန်တော်တိတိကျပြောနိုင်တာဒီစီးပွားရေးမှာကိုလုံးလို့အထက်ကလူတွေရတယ်ကိုလုံးလို့ဒီနေ့ app လိုက်ရတယ်အထက်ကလူတွေရတယ်ဒီလူမျိုးတွေးမယ်ဆိုရင်ဆက်ဆက်မောစီးပွားရေးမှာ100%တော့ကိုမအောင်မြင်နိုင်ဘူးဆိုတော့ကျွန်တော်ရေးကျွန်တော်ပြောရပါတယ်ခင်ဗျแน่นอนวันนี้พี่ไม่ได้มาพูดเรื่องแผนการตลาดแต่จะมาตอกย้ำความเชื่อครับเพราะว่าถ้า mindset เราบอกวันนี้ถ้าเราทำคือมือของเราสร้างทีมแค่2 ทีมหน้าที่ของเรานะครับถ้าจากแผนการตลาดเราต้องเป็นผู้นำที่สร้างทีม2 ทีมအားလုံးနေနဲ့ဒီနေ့ကျွန်တော်ဒီနေ့ဈေးကွက် plan လာပြီးတော့ပြောတာမဟုတ်ပါဘူးအားလုံးနေဒီနေ့ကျွန်တော်ဆက်ဆက်မောမှာကျွန်တော်တို့ရနော်နောက်ဝတ်တိဆောက်တဲ့ကြကိုတိုင်တိထားရမှာကအားလုံးဒီနေ့ယုံကြည်ထားမှာကကိုဒီခေါင်းဆောင်တယောက်ဖြစ်တယ်ဆိုရင်ကိုဒီပင်နဲ့ညာနောက်ဝတ်တစ်ခုကိုတိဆောက်ရမယ်ကိုတိုင်တိဆောက်ရမယ်ဆိုတာကိုသိထားရမှာဖြစ်ပါတယ်ခင်ဗျแน่นอนครับมันก็จะมาเข้าเรื่อง3เรื่องที่เราต้องทำในธุรกิจนี้အားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့လှုပ်ဆောင်ရမယ့်ဘိုင်းကိုကျွန်တော်စတင်မယ်ပေါ့နော်ဆက်ဆက်မောစီးပွားမှာကျွန်တော်ဒီစီးပွားမှာလှုပ်ဆောင်ရမယ့်เนาะအချက်3ချက်ရှိတာဖြစ်ပါတယ်ခင်ဗျแน่นอนครับเรื่องที่1ก็คือในเรื่องของการค้นหาကျွန်တော်တို့ပထမဆုံးနံပါတ်1ချက်ကတော့ကျွန်တော်တို့ရှာဖွေမှုကိုကျွန်တော်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ခင်ဗျแน่นอนครับเราต้องค้นหาใครล่ะเราอยากค้นหาใครครับอยากค้นหาทีมงานอยากค้นหาผู้นำอยากค้นหาคนที่ใช่แต่ต้องถามตัวเองก่อนว่าวันนี้เราค้นหาตัวเองเจอหรือยังကျွန်တော်အားလုံးနေနဲ့ဒီနေ့ဘယ်သူ့ကိုရှာဖွေမှာလဲကျွန်တော်အဖွဲ့သားတွေကိုရှာဖွေမှာလားเนาะကျွန်တော်တို့ဒီနေ့เนาะခေါင်းဆောင်တွေကိုကျွန်တော်တို့ရှာဖွေမှာလားကျွန်တော်ဘယ်လိုမျိုးလူကိုရှာမလဲခင်ဗျအဲ့ဒီနေရာမှာမှကျွန်တော်အရင်ဆုံးနေနဲ့ကိုဟာဘယ်လိုမျိုးလူလဲဆိုတာကိုကိုယ်တိုင်အရင်ဆုံးနေနဲ့ပြန်လည်ပြီးတော့ရှာဖွေဖို့လိုအပ်ပါတယ်ခင်ဗျอย่าเพิ่งไปค้นหาใครครับถ้าเรายังค้นหาตัวเองไม่เจอวันนี้ถ้าเรายังไม่ชัดเจนเราก็ไม่เจอคนชัดเจนถ้าเรายังไม่ใช่เราก็ไม่เจอคนที่ใช่ถ้าเรายังไม่เก่งเราก็ไม่เจอคนที่เก่งเช่นกันအားလုံးနေနဲ့ဒီနေ့ကိုတိုင်ကနေပြီးတော့เนาะကိုတိုင်အရင်ဆုံးမရှာဖွေသေးပဲနဲ့เนาะကျွန်တော်အရင်ဆုံးနေတဲ့ချားတူတွားပြီးတော့မရှာဖွေပါနဲ့ခင်ဗျတေချာတာတကူကတော့ကိုတိုင်ဒီနေ့မသိသေးပဲနဲ့ကျွန်တော်တက်သိတဲ့သူရှာလို့မရပါဘူးကျွန်တော်တို့မတော်ပဲနဲ့ကျွန်တော်တို့တော်တဲ့သူရှာလို့မရပါဘူးကျွန်တော်တို့ကဒီနေ့ခေါင်းဆောင်တယောက်မဟုတ်ရင်လည်းခေါင်းဆောင်တယောက်ရှာလို့မရပါဘူးကျွန်တော်တို့နေနဲ့ဒီနေ့တိတိကျကျပြက်ပြက်သားသားကျွန်တော်ဆုံးဖြတ်ချက်မချသေးဘူးဆိုရင်ကျွန်တော်တိတိကျကျပြက်ပြက်သားသားလှုပ်ဆောင်တဲ့သူလည်းကျွန်တော်တို့ရှာဖွေတွေ့ရှိမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့နေနဲ့အရင်ဆုံးနေနဲ့ကိုတိုင်ပြန်လဲပြီးတော့မေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရတကယ်เนาะမှန်ကန်စူးစမ်းတဲ့သူဖြစ်ပြီလားဒါကိုကျွန်တော်တို့ကအရင်ဆုံးရှာဖွေဖို့လိုအပ်ပါတယ်ခင်ဗျ
ต้องบอกยอมรับเลยนะว่าตอนนี้ช่องทางในการค้นหาผู้มุ่งหวังช่องทางในการสปอนเซอร์สำหรับพวกเราเนี่ยมันง่ายกว่าสมัยก่อนมากအားလုံးနေဒီနေ့မှန်တယ်ပြောမယ်ဆိုရင်ကျွန်တော်ဒီနေ့ရှာဖွေမှုပိုင်းဆိုင်ရာမှာပေါ့နော်အရန်ကိုမှအရင်ကထက်နော်အရန်ကိုမှလွယ်ကူတယ်ကျွန်တော်စားသုံးသူပဲပြည့်စည်အောင်သူပဲပြည့်ကျွန်တော်နော်စီးပွားလောက်ကိုင်းနေစသည့်အပြင်ကျွန်တော်ရှာဖွေတဲ့နေရာမှာဆိုရင်အရင်ကတည်းကအခုချိန်မှာဆိုရင်အရန်ကိုမှလွယ်ကူတာပဲဖြစ်ပါတယ်ခင်ဗျာพวกเรารู้ไหมว่าสมัยที่พี่นุ้ยสุรวินเข้ามาใหม่ๆมันทำยากขนาดไหนအားလုံးနေနဲ့သိချင်ကြလားခင်ဗျာနော်ဒီတိုင်းမဆုလည်းဝင်တို့စတင်ပြီးတော့ဝင်လာတဲ့အချိန်မှာနော်စူးစမ်းရတဲ့အချိန်မှာဘယ်လောက်ထိခက်ခဲတယ်ဆိုတာมีช่วงหนึ่งนะครับมีช่วงหนึ่งตอนนั้นมันมีเรื่องกฎหมายในเมืองไทยมันมีเรื่องกฎหมายเข้าสาขาซื้อสินค้าได้แค่นั้นแล้วก็ต้องกลับบ้านเลยห้ามเข้าประชุมห้ามเข้ารีสตาร์ทห้ามขึ้นชั้นบนห้ามเรียนรู้ซื้อสินค้าได้อย่างเดียวแล้วกลับบ้านကျွန်တော်တို့နော်ဒါဒီတိုင်းမဆုလည်းဝင်စစူးစမ်းတဲ့ချိန်တော့ခက်ခဲပြဿနာတစ်ခုရှိပါတယ်ခင်ဗျာနော်အဲ့ဒါပါလဲဆိုတော့ထိုင်းနိုင်ငံရဲ့ဥပဒေကြောင့်ပေါ့နော်ကျွန်တော်မြန်မာပြည်သားတွေနဲ့နော်ဒီနေ့သင်ယူလို့မရဘူးနော်ကျွန်တော်တို့တွေနဲ့ဒီနေ့ဂျုံထဲကိုဝင်ပြီးတဲ့ချိန်ကျရင်ပစ္စည်းဝယ်ပြီးရင်ပြန်ကျွန်တော်ထိုင်လို့လည်းမရဘူးဘာမှကျွန်တော်လှုပ်လို့မရဘူးခင်ဗျာကျွန်တော်လှုပ်လို့ရတာတကူဟာပစ္စည်းဝယ်ပြီးရင်ပြန်ပစ္စည်းဝယ်ပြီးရင်ပြန်အဲ့လိုမျိုးပဲကျွန်တော်တို့လှုပ်လို့ရတယ်ခင်ဗျာเชื่อไหมบางครั้งเราต้องจัดดีสตาร์ทกันที่สวนสาธารณะต้องมาจัดดีสตาร์ทกันที่โรงเรียนดนตรีของพี่ကျွန်တော်တို့နေနဲ့ဒီနေ့နော်ဘယ်လိုမျိုးလောက်ရတာလဲဆိုတော့အဲ့ဒီချိန်တုန်းကဆိုရင်နော် reset သင်တန်းတွေကိုလည်းကျွန်တော်တို့တွေကရုံးတွေမှာလည်းစီစဉ်လို့မရဘူးကိုယ့်ရဲ့ကိုယ်ပိုင် reset လေးတွေကိုလုပ်တဲ့ချိန်မှာတော့မှကျွန်တော်ရဲ့ဒီနေ့နော်ဒါစန်တရားကျောင်းမှာလာရောက်ပြီးတော့လုပ်ရတာဖြစ်ပါတယ်ခင်ဗျာเราไม่มีช่องทางออนไลน์แบบนี้เราไม่สามารถพูดคุยและเห็นหน้ากันได้แบบนี้สมัยก่อนทำยากมากကျွန်တော်တို့เนี่ยအခုလိုမျိုးပေါ့နော်အရင်တော့ဆိုရင်အခုလိုမျိုးကျွန်တော်တို့နော်တယောက်နဲ့တယောက်အခုလိုမျိုးမျက်နှာတွေကိုကြည့်ပြီးတော့စကားတွေလည်းကျွန်တော်တို့ပြောလို့မရပါဘူးခင်ဗျာနော်ဟိုအရင်တော့စတော့ဖြစ်တဲ့အတွက်ပေါ့နော်အခုလိုမျိုး online ခစ်တွေလည်းကျွန်တော်မကောင်းတဲ့အတွက်ဒါကြောင့်အရန်ပုံမှာခက်ခဲပါတယ်ခင်ဗျာและขณะที่กำลังจะเติบโตขึ้นมานะครับเราจัดดิสตัสข้างนอกเราให้ข้อมูลข้างนอกอยู่ๆก็เกิดโควิดขึ้นมาอีกကျွန်တော်တို့တွေနဲ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့အပြင်မှာ reset တွေလုပ်လို့ရပြီနော်ဒီလိုမျိုးဖြစ်တဲ့ချိန်မှာဆိုရင်လည်းထပ်မံပြီးတော့ပေါ်လာတဲ့ပြဿနာတွေကပါလဲဆိုတော့ကျွန်တော်တို့ COVID-19 ဆိုတဲ့ခက်ခဲပြဿနာပြန်ပြီးတော့ပေါ်လာတာဖြစ်ပါတယ်ခင်ဗျာแต่ใครจะเชื่อครับยิ่งทำยากแปลกทำไมพวกเราพี่น้องเมียนมายิ่งทำยากยิ่งเติบโตใครจะเชื่อครับพอผ่านโควิดมาเนี่ยจากโควิดเนี่ยมีบูไดมอนด์เกิด3รหัสแล้วก็ไดมอนด์2รหัสကျွန်တော်တို့ဘယ်လောက်ထိထူဆန်းလဲခင်ဗျာအခက်အခဲပြဿနာတွေတွေ့လေပို့ပြီးတော့ကျွန်တော်တို့တိုးတက်လာလေဖြစ်ပါတယ်ခင်ဗျာကျွန်တော်မြန်မာပြည်သားတွေဟာဆိုရင်နော်ခက်ခဲတွေ့လေပို့ပြီးတော့ကျွန်တော်ကြိုးစားလေပို့ပြီးတော့တိုးတက်လေဖြစ်တယ်ခင်ဗျာအဲ့ဒီ COVID-19 ကာလမှာပဲကျွန်တော်တို့ Blue Diamond 3ယောက်နဲ့ Diamond 2ယောက်ကျွန်တော်တို့ဒါစတင်ပြီးတော့ပေါ်လာတာပဲဖြစ်ပါတယ်ခင်ဗျာဆက်ဆက်မောကုမ္ပဏီမှာเพราะตอนโควิดเราทำออฟไลน์ไม่ได้เลยเราจัดรีสตาร์ทไม่ได้เราก็ตั้งกลุ่มที่ชื่อว่า Work at Home Project เนี่ยพี่กับพี่นุ้ยเนี่ยเป็นคนตั้งกลุ่มนี้ขึ้นมาเมื่อ8 ปีที่แล้วใครจะเชื่อครับจากคนเพียงแค่ไม่กี่10คนปัจจุบันก็เกือบ 200,000 คนในกลุ่มนี้พี่เชื่อว่าทุกคนก็อยู่ในกลุ่มนี้อยู่แล้วကျွန်တော်တို့နေအဲ့ဒီချိန်တော့ဆိုရင်ထပ်မံပြီးတော့ online ထဲမှာကျွန်တော်လုပ်လို့မရပါဘူး online မှာကျွန်တော်လုပ်လို့ထပ်မံပြီးတော့ကျွန်တော်တို့လုပ်ရတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီချိန်တော့ဆိုကျွန်တော်အပြင်ကိုလည်းသွားလို့မရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာလို့ရလဲဆိုတော့ဒီတိုင်းမဆုလည်းဝင်နေဒီနေ့အဂျန်နက်က Wow Project ဆိုတဲ့ group ကိုစတင်ပြီးတော့တည်ဆောက်ခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီချိန်တော့ဆိုရင်ကျွန်တော်စတင်ပြီးတော့ဖွင့်တဲ့ချိန်တော့ဆိုရင်ဝင်ရောက်ပြီးတော့သင်ယူနေရ10ကဏ္ဍပဲရှိပါတယ်အခုဆိုရင်ကျွန်တော်တို့ကဒါ2သိန်းကျော်တော့မှရှိနေပြီဖြစ်ပါတယ်ဒီထဲမှာရှိနေကြတဲ့သူတွေလည်း Wow Project ထဲမှာရှိမယ်လို့ယုံကြည်ပါတယ်ခင်ဗျာซึ่งแน่นอนครับวันนี้ก็ยังมีการให้ข้อมูลอยู่เหมือนเดิมเมื่อ8 ปีที่แล้วให้ข้อมูลยังไงวันนี้ก็ยังมีการให้ข้อมูลอยู่เราทำอย่างต่อเนื่องไม่เคยหยุดเลยကျွန်တော်တို့ဒီနေ့ဒီ Wow Project ဟာဆိုရင်လွန်ခဲ့တဲ့10နှစ်ကန်ဒီကျွန်တော်တို့စတင်ပြီးတော့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်အမြဲတမ်းဖွင့်လှစ်တဲ့ချိန်ကနေပြီးတော့ကျွန်တော်တို့အဲ့ဒီထဲမှာအသိပညာချက်လက်တွေเนาะအမြဲတမ်းကျွန်တော်တို့ပေးတယ်အခုဆိုရင်လည်းဆက်လက်ပြီးတော့အမြဲတမ်းဆက်ဆက်မပြတ်ကျွန်တော်တို့ဒါသိပညာချက်လက်ပိုင်းဆိုင်ရာတွေဒီ Wow Project ထဲမှာပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘယ်တော့မှမနာခဲ့ပါဘူးခင်ဗျာไหนครับใครได้อยู่ในกลุ่มนี้กลุ่ม Facebook กลุ่มนี้ครับขอสติกเกอร์ขอหัวใจคนละดวงหน่อยครับอยากดูว่าในห้องนี้มีใครอยู่บ้างအားလုံးနေတဲ့ဒီနေ့ Wow Project ထဲမှာရှိကြတဲ့သူဘယ်လိုရှိလဲခင်ဗျာအောက်မှာအသေးပုံလေးတွေပေးလာကြပါဦးခင်ဗျာဘယ်သူတွေရှိလဲဆိုတာကျွန်တော်လည်းသိချင်ပါတယ်
โอเคหลายคนอยู่เลยนะครับแน่นอนตอนนี้พี่กำลังจะสื่อว่าวันนี้พวกเราทำง่ายขึ้น Line Facebook Instagram TikTok เราสามารถทำเรื่องการค้นหาได้ง่ายขึ้นมากๆนั่นหมายความว่าเราก็สามารถเติบโตได้แบบรุ่นพี่ได้อย่างแน่นอนဒါကြောင့်ကျွန်တော်တို့ခုမှဆိုရင်အရန်ကိုမှအရင်တော့တက်ကျွန်တော်တို့လောက်ရတာလောက်ဆောင်ရတာလွယ်ကူပါတယ် line ကျွန်တော်တို့ line တွေမှာလည်းလောက်လက် TikTok Instagram တော့ပြီးတဲ့ကျရင်ကျွန်တော်တို့ Facebook စသည်အပြင်ဒီလိုမျိုးကျွန်တော် application တွေမှာကျွန်တော်တို့ရှာဖွေမှုကိုလောက်ကန်ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ရှေ့မှာအောင်မြင်နေကြတဲ့ကျွန်တော်တို့ခေါင်းဆောင်တွေအတိုင်းပဲကျွန်တော်တို့တွေကလည်းအောင်မြင်မယ်ဆိုတော့ကျွန်တော်ရေးကြီးယုံကြည်ပါတယ်ခင်ဗျเราไปแบ่งปันเรื่องราวอะไรครับวันนี้เราแบ่งปันเรื่องราวคือเราใช้ชีวิตเหมือนเดิมในชีวิตประจำวันเราซื้อของกินของใช้เราเดินเข้าเซเว่นบิ๊กซีโลตัสเราใช้ชีวิตประจำวันเหมือนเดิมแต่เรามาเปลี่ยนที่จ่ายยาที่ซื้อมาซื้อที่ซักเซ็ตมอลล์แล้วเราสามารถมีเงินทอนสามารถมีโบนัสมีรายได้กลับมาကျွန်တော်တို့နဲ့ဒါရိုးရိုးရှင်းရှင်းလေးအားလုံးနေတဲ့တွေ့ကြည့်ပါများကျွန်တော်တို့ဒီနေ့เนาะကျွန်တော်တို့ဝယ်သုံးနေတဲ့ထောက်ကုန်ပစ္စည်းတွေကိုကျွန်တော်တို့တွေကအရင်စတော့စဉ်7 day မှာကျွန်တော်အပြင်ဆိုင်တွေမှာကျွန်တော်ဝယ်သုံးကြတယ်ဒီ7 day မှာဝယ်သုံးကြတယ်ဒီနေ့ကျွန်တော်တို့အဲ့ဒီပုံမှန်ထွက်နေတဲ့ထွက်ငွေပဲပုံမှန်ကျွန်တော်သုံးနေရတဲ့ထောက်ကုန်ပစ္စည်းတွေကိုပဲကျွန်တော်ဆက်မောဆိုတဲ့ကုမ္ပဏီမှာနေရာပြောင်းပြီးတော့ကျွန်တော်ဝယ်သုံးရင်းနဲ့ကျွန်တော်တို့အတွက်ဒီနေ့ပြန်လည်ပြီးတော့ဝင်ငွေတွေကျွန်တော်တို့အတွက်ဘုံနဲ့တွေပြန်လည်ပြီးတော့ရရှိစေတာပဲဖြစ်ပါတယ်ခင်ဗျာแน่นอนครับวันนี้สิ่งที่เรากำลังสร้างอะไรครับเราสร้างเครือข่ายผู้บริโภคขนาดใหญ่ကျွန်တော်တို့နေဒီနေ့လှုပ်ဆောင်ရမှာအရာပါလဲဆိုတော့ကျွန်တော်တို့တွေကနော်စားသုံးသူကွန်ရက် network ကိုကျွန်တော်တို့တွေကဒါကြီးကြီးမားမားကျွန်တော်တိစောက်ဖို့လိုအပ်ပါတယ်ခင်ဗျာและในระหว่างที่เราสร้าง2ทีมเนี่ยเราเจอใครไม่รู้เราเจอใครก็ได้ถ้าทวนแค่แผงการตลาดข้อ4แผนบอกว่ายังไงครับ 3-5 ปีเจอใครบางคนจะรู้จักหรือไม่รู้จักครับถ้าสมมติเจอแบบอาจารย์นัดเดือนที่แล้วถือว่าคะแนนยอดตกลงนะครับเพราะมีปัญหาในเรื่องของการส่งสินค้าไปที่เมียนมาแต่เดือนที่แล้วคะแนนไปกว่าที่มามากกว่า4 ล้านคะแนนအားလုံးနေအားလုံးနေကျွန်တော်တို့တွေကနော်သင်ဖွဲ့တည်ဆောက်မယ်ဘယ်နဲ့ညာကျွန်တော်တို့တွေက network တစ်ခုတည်ဆောက်မယ်စားသုံးသူကျွန်တော် network တစ်ခုတည်ဆောက်မယ် network တစ်ခုတည်ဆောက်တဲ့ချက်ပါကျွန်တော် network အောက်မှာကျွန်တော်တည်ဖြစ်စေမတည်ဖြစ်စေကျွန်တော်တို့တွေကစူးစမ်းတဲ့သူဘယ်တယောက်ကျွန်တော်တို့တွေကညာတယောက်ကျွန်တော်တို့နော်ဒါရှိလာမယ်ဘယ်သူပဲဖြစ်ဖြစ်ကုမ္ပဏီရဲ့ကျွန်တော်တို့တွေဒါအသင်းဖွဲ့စုကြည်ဈေးကွက် plan မှာကျွန်တော်တို့ကိုအကျိုးခံစား권ပေးထားတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေတာတစ်ခုမှာကျွန်တော်တို့တစ်ဖက်ချက်မှာကျွန်တော်တို့အခုအကြံနဲ့လိုမျိုးတယောက်တွေးမယ်လွန်ခဲ့တဲ့လကဆိုရင် network အောက်မှာစုစုပေါင်းဆိုရင်နော် PB စုစုပေါင်းဆိုကျွန်တော်4 သန်းကျော်ထိတောင်မှကျွန်တော်တို့တက်လာတာဖြစ်ပါတယ်ခင်ဗျာแน่นอนถ้าเจออาจารย์นัด1 คนถ้าจากแผนข้อ4นะครับรายได้จะไม่เกิดแต่ผ่านไป3 ปีสมมุติเจออย่าง Blue Diamond เนี่ย New Blue Diamond เนี่ยครับนางนวลคำคะแนนซ้ายขวานะครับเมื่อเดือนที่ขึ้น Blue Diamond 2,400,000 คะแนนข้างละ1,200,000 คะแนนเป๊ะๆเลยကျွန်တော်အားလုံးနေနဲ့နောက်တစ်ပတ်ချက်မှာကျွန်တော်အခုเนาะနွေကျွန်တော်ရရှိထားတဲ့ပူနွေရရှိထားတဲ့ထပ်မံပြီးတော့ Blue Diamond ရာထူးရှင်ဒါညီမလေးနန်းတော်ခန်းဆိုတဲ့တယောက်ကိုထပ်မံပြီးတော့တွေးမယ်သူရဲ့ PB ကလွန်ခဲ့တဲ့လားဆိုရင်ကျွန်တော်တို့2 သန်းနဲ့ဘယ်နဲ့ညာကျွန်တော်2 သန်းနဲ့4 သန်း PB တော့မှရှိတာဖြစ်ပါတယ်ခင်ဗျာဒါဟာ2400ကျပ်ရေကျွန်တော်တို့တိပဲဖြစ်ပါတယ်ခင်ဗျာหมายความว่าในเดือนนั้นทุกคนก็รับรายได้ข้อ4เต็มแม็ก 2,400 รอบ 1,800,000 บาททันทีဒါကြောင့်အားလုံးနေနဲ့ဒီနေ့ကျွန်တော်ဘယ်နဲ့ညာကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်เนาะအားလုံးနေနဲ့သိချတဲ့အဲ့ဒီလိုမျိုးလာမှာဆိုရင်ကျွန်တော်တို့တွေကเนาะဒီကျွန်တော်တို့ရဲ့အသိဖွဲ့စုကြီးမှာအမြင့်ဆောင်ပေးထားတဲ့2400เนาะကျန်ရည်တိကိုရရှိမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အမြင့်ဆောင်ရရှိနိုင်တာကတော့1,800,000ပဲဆိုတဲ့ဝင်ငွေကိုပြဝကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ခင်ဗျာแต่วันนี้พี่ตั้งคำถามว่าถ้าแค่สมัครมาปิดแต่นอนอยู่บ้านไม่ทำอะไรเลยไม่เรียนรู้ไม่พัฒนาตัวเองเลยคิดว่าเราจะสร้างทีม2 ทีมนี้ได้ไหมครับအားလုံးနေနဲ့ဒီနေ့เนาะကျွန်တော်ပြောချင်တာကတကယ်လို့ကျွန်တော်တို့ကသင်းတော့ဝင်လာတယ် share တော့ပိတ်ထားတယ်ကျွန်တော်တို့နေနဲ့ဒီနေ့เนาะအဲ့လိုသင်းဝင် share တော့ဘာမှကျွန်တော်မလုပ်ဘူးအဲ့မှာပဲကျွန်တော်အိမ်နေတဲ့အားတဲ့ချင်လဲကျွန်တော်တို့ဘာမှမလုပ်ဘူးဆိုရင်အဲ့ဒီလိုမျိုးကျွန်တော်တို့စူးစမ်းတဲ့ network ဘယ်နဲ့ညာမှာဆိုတော့ကျွန်တော်တို့ရှိလာနိုင်ပါမလားခင်ဗျာแน่นอนครับถ้าเราไม่มาทำสเต็ปที่2หลังจากการที่เราทำเรื่องค้นหาแล้วนะค้นหาตัวเองให้เจอแล้วเราจะไปเจอใครบางคนที่จะจับมือเป็นทีมกับเราแล้วมาสร้างทีมร่วมกับเราถึงมาทำสเต็ปที่2ก็คือในเรื่องของการพัฒนาตัวเราเองอ
အားလုံးနေနဲ့နံပါတ်1မှာဖြစ်တဲ့ကျွန်တော်တို့ရှာဖွေမှုကိုမိမိရှာဖွေတယ်ရှာဖွေပြီးတော့မိမိနဲ့ကျွန်တော်တို့စူးစမ်းမဲ့သူတွေရှာဖွေပြီးတော့အဲ့လိုဘယ်နဲ့ညာမှာကျွန်တော်တို့စူးစမ်းတဲ့သူလာရောက်ပြီးတော့ network အသင်းဖွဲ့တည်ဆောက်မဲ့စူးစမ်းတဲ့သူဘယ်တယောက်ညာတယောက်ကိုကျွန်တော်တို့တွေကတွေ့ပြီးပြီဆိုရင်ကျွန်တော်တို့ထပ်မှန်ပြီးတော့เนาะကျွန်တော်တို့ထပ်မှန်ပြီးတော့နောက်ထပ်နံပါတ်2ချက်ကိုလောက်ရမှာကတော့ကျွန်တော်တို့ကဒါမြင့်တင်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျမြင့်တင်ခြင်းဆိုနံပါတ်2ချက်ကိုတွားရမှာဖြစ်ပါတယ်ခင်ဗျระดับความสำเร็จของเรามันจะมากหรือจะน้อยขึ้นอยู่กับระดับความรู้ที่อยู่ในตัวเราကျွန်တော်တို့နေဒီနေ့เนาะအောင်မြင်မှုရလဒ်တွေကိုကျွန်တော်ရရှိတယ်နဲတယ်များတယ်ဆိုတော့ကဘယ်ပေါ်မှာမူတည်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့ဘယ်လောက်ထိကျွန်တော်တို့เนาะသိပညာရှိလဲဘယ်လောက်ထိကျွန်တော်မှာသိပညာပိုင်းဆိုင်ရှိလဲပေါ်မှာမူတည်ပါတယ်ခင်ဗျแน่นอนครับความรู้มีความรู้เรื่องอะไรบ้างซักเซสมอลเรามีระบบที่ชื่อว่า SLA 3 4 5 6ก็เป็นเพียงแค่18เรื่องนี้ครับที่เราจะต้องรู้ကျွန်တော်တို့နေအသိပညာပိုင်းဆိုင်ရာတွေဘာတွေကျွန်တော်တို့ရှိမလဲအသိပညာအားလုံးနေနဲ့ကျွန်တော်တို့အများကြီးမရှိပါဘူးဆက်ဆက်မောကုံတွေမှာကျွန်တော်တို့သိရမယ့်အသိပညာတွေကတော့ SLA ကျွန်တော်တို့3 4 5 6ဆိုတဲ့စုစုပေါင်းဆိုကျွန်တော်တို့16ချက်ပဲရှိတာဖြစ်ပါတယ်ခင်ဗျแค่รู้นะที่บอกเลยนะแค่พวกเรารู้นะครับ3 4 5 6 18เรื่องเนี่ยพวกเรามีรายได้แล้วหลักพันมีแน่นอนแต่วันนี้ถ้าเราอยากมีรายได้มากกว่านั้นครับเราต้องเข้าใจทั้ง18เรื่องนี้အားလုံးနေနဲ့သိကြတဲ့အားလုံးဒီထဲမှာရှိနေကြတဲ့သူတွေကျွန်တော်တို့အဲ့ဒီ SLA 345ကျော်16ချက်ကိုသိတယ်ဆိုရင်ထောင်ကနန်းကတော့ကျွန်တော်သိချဖို့ရမယ်ခင်ဗျာဒါပေမဲ့အားလုံးနေနဲ့ဒီနေ့ကိုကနေပြီးတော့အဲ့ဒီထောင်ကနန်းတက်ပို့ပြီးတော့ကျွန်တော်တို့ရရှိစေဖို့အတွက်ဆိုရင်ရရှိခြင်းဖို့ဆိုရင်ကျွန်တော်တို့တွေကအဲ့ဒီ16ချက်ကိုကျွန်တော်နားလည်ဖို့လိုအပ်ပါတယ်ခင်ဗျာเชื่อไหมถ้าเราเข้าใจ18เรื่องนี้นะพี่การันตีเลยครับเรามีรายได้จากซักเซสมอลเนี่ยอย่างน้อยๆนะอย่างน้อยๆเนี่ยเป็นตำแหน่งพี่ว่าเป็นตำแหน่งโกได้เลยนะถ้าเราเข้าใจ18เรื่องนี้นะครับตำแหน่งโกก็มีรายได้ประมาณเดือนละ 2-3 หมื่นบาทต่อเดือนได้แน่นอนအားလုံးနေနဲ့ဒီနေ့အဲ့ဒီကျွန်တော်ဒီစနစ်16ချက်ကိုအားလုံးကသိတဲ့စိတ်ကနေနားလည်တဲ့စိတ်ကိုနော်ရောက်ရှိလာမယ်ဆိုရင်ဒီထဲမှာရှိနေကြတဲ့သူတွေအားလုံးနေနဲ့ဆက်ဆက်မော်စီပွားမှာနော်ကျွန်တော်တို့900တို့တစ်လကို2000ကျော်ကနေပြီးတော့ကျွန်တော်3000ဆိုတဲ့ဝင်ငွေကိုပေးချဖို့ရမယ်ဆိုတော့ကျွန်တော်ပြောနိုင်ပါတယ်ခင်ဗျแต่ถ้าเราบอกว่าเราอยากมีรายได้ในระดับ 50,000 บาทต่อเดือนนั่นคือตำแหน่งแพลตินัมใช่ไหมครับแค่รู้และเข้าใจไม่พอเราต้องเป็นผู้นำที่สามารถถ่ายทอด18เรื่องนี้ได้เบื้องต้นนะเราประสบความสำเร็จจะมากจะน้อยถ้าเราถ่ายทอดได้ทุกๆ18เรื่องเลยนะสำเร็จได้มากแน่นอนแต่ขอแค่3เรื่องหนึ่งในนั้นคือแผนการตลาดအားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့နော်ဆက်ဆက်မော်စီပွားမှာကျွန်တော်တို့ခုနနီးစနစ်16ချက်ကိုသိနားလည်တဲ့ stage ရောက်ရင်ကျွန်တော်တို့900တို့အဲ့ဒီအပြင်ကျွန်တော်တို့အဲ့ဒီအရာကိုနီးစနစ်16ချက်ကိုကျွန်တော်တို့ပြန်လည်ပြီးတော့ကျွန်တော်မျှဝေနိုင်မယ်ဆိုရင်ဆက်ဆက်မော်စီပွားမှာနော်ကျွန်တော်တို့တစ်လကို9000ဘတ်တက်ရရှိနေတဲ့ platinum ရာထူးနော် platinum ရာထူးကျွန်တော်ပိုင်ဆိုင်တဲ့ဆက်ဆက်မော်စီပွားမှာတစ်လကို9000ဘတ်တက်ကျွန်တော်တို့ရရှိနိုင်တယ်အဲ့ဒီ9000ဘတ်တက်ကျွန်တော်တို့နော်ရရှိဖို့အတွက်သိရမယ်ဆိုတဲ့အချက်တွေထဲမှာကျွန်တော်ရေးကြည့်တဲ့ပထမဆုံးချက်ကကြတော့ဈေးကွက်ပလန်ဝင်ငွေပိုင်းပဲဖြစ်ပါတယ်ခင်ဗျာพี่อยากให้พวกเรานะครับทุกคนฝึกในการถ่ายทอดแผนการตลาดพูดแผนการตลาดให้เห็นคำว่าโอกาสพูดแผนการตลาดให้คนฟังแล้วเขารู้สึกว่าเนี่ยแหละคือโอกาสที่จะเปลี่ยนแปลงชีวิตเขาအားလုံးနေနဲ့ဒီနေ့ဒီထဲမှာရှိနေကြတဲ့သူတွေကိုကျွန်တော်ကဈေးကွက်ပလန်ကိုကျွမ်းကျင်အောင်เนาะကျွမ်းကျင်အောင်အားလုံးကိုဒါပြန်လဲပြီးတော့လက်စစ်ကံပြောပြပေးနိုင်ဖို့တော့အားလုံးကိုဒါသင်ယူစေချင်တယ်အားလုံးစူးစမ်းကြည့်ချင်ပါတယ်ခင်ဗျာဈေးကွက်ပလန်ကိုပြောလိုက်တာနဲ့အခွင့်အလမ်းမြင်ပြီးတော့ဒါပဲငါရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အခွင့်အလမ်းဆိုတာအဲ့လိုမျိုးခွင့်အလမ်းမြင်အောင်ဒီဈေးကွက်ပလန်ကိုပြောတာမျှဝေတတ်အောင်အားလုံးနေနဲ့ဒါလေ့ကျင့်ဖို့လိုအပ်ပါတယ်ခင်ဗျာแน่นอนครับวันนี้ถ้าเรายังพูดแผนการตลาดไม่ได้โอกาสที่เราจะประสบความสำเร็จที่จะมีรายได้ระดับ 50,000 บาทหรือหลักแสนเนี่ยแทบจะเป็นไปไม่ได้เลยအားလုံးနေနဲ့သိချတယ်ခင်ဗျာဒီထဲမှာရှိနေကြတဲ့သူတွေအားလုံးဆက်ဆက်မော်ကွန်တွေမှာဈေးကွက်ပလန်ကိုကောင်းမွန်စွာမရှင်းပြပေးနိုင်သေးဘူးဆိုရင်တော့အားလုံးနေနဲ့တစ်လကိုဝင်9000ဘတ်ထက်3,000ဘတ်ထက်ကျွန်တော်ရရှိဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်ပါဘူးခင်ဗျာสมมุติพี่ตั้งคำถามว่าสมมุติพรุ่งนี้นะครับมีการแข่งขันพูดแผนการตลาดออนไลน์อาจารย์นพคุณหมอจัดแข่งขันเลยใครชนะนะครับใครชนะบริษัทจะจ่ายเงินให้ 100,000 บาทคิดว่าพวกเราจะฝึกไหมคืนนี้အားလုံးနေနဲ့ကျွန်တော်ဒီနေ့မေးခွန်းလေးတစ်ခုမေးမယ်ခင်ဗျာဒီနေ့ဆက်ဆက်မော်ကုမ္ပဏီမှာကုမ္ပဏီပိုင်ရှင်တဲ့ဦးကနေပြီးတော့မနေ့ပြန်ကြရင်ပြိုင်ပွဲတစ်ခုလုပ်မယ်နော်ကျွန်တော်တို့နော်ပြိုင်ပွဲတစ်ခုလုပ်မယ်ဈေးကွက်ပလန်ပြောတဲ့ပြိုင်ပွဲဒီနေ့မဲဆိုတော့မတက်ဘူးထားလိုက်
ဒါပေမဲ့မနေ့ပြန်ကြဈေးကွက်ပြန်ပွဲမှာကျွန်တော်တို့တွေကနိုင်ရတဲ့သူတသိန်းပဲတိကျွန်တော်ပေးမယ်ဆိုရင်အားလုံးနေနဲ့ဒီနေ့ညမှာလေ့ကျင့်ကြမှာခင်ဗျာအောက်မှာစာလေးတွေရေးလာပေးပါခင်ဗျာแน่นอนครับทุกคนฝึกทันทีเลยฉะนั้นวันนี้ไม่ต้องให้ใครมาสั่งให้เราฝึกครับไม่ต้องมาใครมาสั่งให้เราจะต้องพูดแต่บอกกับตัวเองว่าจะเป็นผู้นำที่พูดแผนการตลาดให้ได้အားလုံးနေဒီနေ့သိချာတာတို့ကတော့လူတိုင်းနေနဲ့ကျွန်တော်လေ့ကျင့်ကြလိုက်မယ်ပေါ့နော်ဒါပေမဲ့သူများတွေအဲ့လိုမျိုးကိုလာခိုင်းမှတော့လေ့ကျင့်တာမျိုးမဟုတ်ပဲနဲ့ကိုတိုင်ကနေပြီးတော့ဆက်ဆက်မောကော်ဒီမှာဈေးကွက်ပလန်ပိုင်းဆိုင်ရာကိုကျွမ်းကျင်တဲ့ခေါင်းဆောင်တယောက်ဖြစ်အောင်ကိုတိုင်ဒီနေ့အမြဲတမ်းလေ့ကျင့်မှုတွေလှုပ်ဆောင်နေရမှာဖြစ်ပါတယ်ခင်ဗျာและสุดท้ายครับที่สำคัญมากกว่ารู้เข้าใจและก็ถ่ายทอดได้ก็คือเราต้องไปสเต็ปที่4ครับเราต้องเป็นผู้นำที่สร้างผู้นำได้ส่งต่อได้အားလုံးနေနဲ့ကျွန်တော်တို့ခုနကကိုတိုင်ကတော့တိပြီးတော့နားလဲပြီးတော့ပြန်လဲပြီးတော့လက်စစ်ကမ်းနိုင်တယ်ဒါပေမဲ့နောက်တစ်စစ်ကကြတော့ကိုတိုင်ပြန်လဲပြီးတော့လက်စစ်ကမ်းတင်ပြပေးပြီးတော့ကိုလိုမျိုးဒီနေ့ခေါင်းဆောင်တွေကိုမွေးထောက်ပေးတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာที่ถามว่าวันนี้ถ้าตัวเรายังพูดแผนการตลาดไม่ได้คิดว่าทีมงานที่ตามเรามาซ้ายขวาของเราจะพูดแผนการตลาดได้ไหมครับအားလုံးနဲ့ဒီနေ့ကျွန်တော်မေးကြည့်မယ်ခင်ဗျာဒီနေ့ကိုတိုင်ကနေပြီးတော့ဈေးကွက်ပလန်ကိုပြောလို့မရသေးဘူးဆိုရင်ကိုရဲ့နောက်မှာလိုက်လာတဲ့သူတွေကဈေးကွက်ပလန်ကိုပြောနိုင်မယ်လို့ထင်လားခင်ဗျာถ้าตัวเรายังพูด3เริ่มต้นนะครับพูดสตาร์ทอัพไม่ได้และคิดว่าทีมงานที่อยู่ใต้เราจะมีใครพูดสตาร์ทอัพหรือพูด3เริ่มต้นได้ไหมครับအားလုံးနေနဲ့ဒီနေ့ကိုတိုင်ကနေပြီးတော့3ချက်စတင်ခြင်းကိုပြောလို့မနိုင်သေးဘူးပြောလို့မရသေးဘူးဆိုရင်ကိုရဲ့နောက်မှာလိုက်လာကြတဲ့သူတွေကပြောလို့နိုင်မလားခင်ဗျာပြောလို့ရပါမလားခင်ဗျာฉะนั้นเราคือคำตอบทุกอย่างทีมเราจะเติบโตแบบไหนทีมเราจะเป็นยังไงเราต้องเป็นคนนั้นก่อนအားလုံးနဲ့ဒါကြောင့်ကိုကအရန်ပုံမှာရည်ကြည့်ပါတယ်ကိုရဲ့ဖွဲ့စီကိုကျွန်တော်ဘယ်လိုမျိုးတိုးတက်စေခြင်းလဲကိုရဲ့ဖွဲ့စီကိုဖွဲ့သားတွေဘယ်လိုမျိုးဖြစ်စေခြင်းလဲစတင်ပြီးတော့ကိုတိုင်ကပထမဆုံးအဲ့ဒီလိုမျိုးဖြစ်ရမှာဖြစ်ပါတယ်ခင်ဗျာดังนั้นวันนี้ครับถ้าเราจะสร้างคนได้หรือสร้างทีมงานได้ครับเราจะต้องสร้างตัวเองให้ได้ทีมงานจะไม่เชื่อจะไม่ฟังในสิ่งที่เราสอนครับแต่เขาจะเชื่อเขาจะฟังในสิ่งที่เราทำအားလုံးနဲ့ဒါကြောင့်ကျွန်တော်တို့လူတွေကိုတိဆောက်ပေးနိုင်ဖို့အဖွဲ့အစည်းကိုကျွန်တော်တို့တိဆောက်ပေးနိုင်ဖို့ဆိုရင်ကိုတိုင်ကတိဆောက်နိုင်ဖို့လိုအပ်ပါတယ်ခင်ဗျာကိုရဲ့ဖွဲ့သားတွေကကိုတင်ပြပေးတာကိုသူတို့တွေကအကုန်လုံးလိုက်မလုပ်ပါဘူးခင်ဗျာသူတို့တွေကကိုလုံးဆောင်တာပဲသူတို့တွေကနောက်ကနေပြီးတော့လိုက်လုံးမှာဖြစ်ပါတယ်ခင်ဗျာโอเค2เรื่องนะครับเรื่องแรกนะที่เราต้องทำคือแรกคือค้นหาตัวเองให้เจอแล้วถึงเราจะไปเจอใครบางคนที่จะเป็นทีมงานของเราซ้ายขวาหลังจากค้นหาตัวเองมีเป้าหมายผูกกับทัศนคติชัดเจนแล้วก็ถึงมาพัฒนาตัวเองและพัฒนาทีมงานအားလုံးနေနဲ့ဒီနေ့ကိုတိုင်နဲ့ခုနရှင်းမှာပြောသွားတဲ့ရှာဖွေမယ်ရှာဖွေပြီးတဲ့ချိန်ကျရင်ကျွန်တော်တို့နဲ့တူတူလက်တွဲပြီးတော့လောက်ကင်နိုင်တဲ့သူကျွန်တော်ရှာဖွေမယ်ပေါ့နော်ပြီးရင်တို့ကိုနဲ့လာပြီးတော့လက်တွဲပြီးတော့လောက်ကင်တဲ့ချိန်ကျရင်ကိုမြင့်တင်ပြီးတော့ကိုနဲ့လာရောက်ပြီးတော့လက်တွဲလောက်ကင်တဲ့သူကျွန်တော်တို့ကမြင့်တင်ဖို့လိုအပ်ပါတယ်ခင်ဗျာและสิ่งที่สำคัญที่สุดในธุรกิจนี้เลยตลอด10ปีที่ผ่านมานะครับถ้าใครผู้นำคนไหนทีมไหนทำเรื่องนี้ได้ดีเราจะเติบโตได้แบบระยะยาวนั่นก็คือการรักษาအားလုံးနေနဲ့ဒီနေ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘယ်အဖွဲ့အစည်းကဘယ်သူကဒီအချက်ကိုလှုပ်ဆောင်နိုင်လဲလှုပ်ဆောင်နိုင်တဲ့သူကကျွန်တော်ဒီစီးပွားမှာအောင်မြင်မှုရရှိပြီးတော့အောင်မြင်မှုကိုကျွန်တော်ရည်ရှိထိုင်းတဲ့မှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့เนาะခုနလိုမျိုးထိုင်းတိုင်းခြင်းပဲဖြစ်ပါတယ်ခင်ဗျာแน่นอนและการรักษาอะไรนะครับถ้าคีย์หลักของพี่วันนี้นะถ้าเราจะรักษาทีมงานรักษาองค์กรเราต้องทำให้ทีมงานได้3อย่างนี้ครับအားလုံးနေနဲ့ဒီနေ့ကျွန်တော်ဘာတွေကိုထိုင်းတိုင်းမလဲပေါ့နော်ကျွန်တော်နေနဲ့ဒီနေ့တော့ကိုယ့်ရဲ့ဖွဲ့သားတွေကိုဒါထိုင်းတိုင်းတဲ့ချိန်မှာအဓိကကျွန်တော်အဓိကဒီပညာရဲ့တောင်းချက်ကိုပေးချင်ပါတယ်ခင်ဗျာอย่างแรกเลยครับเราต้องเป็นผู้นำที่ลงไปสร้างทีมงานรักษาเขาโดยการที่ช่วยทำให้เขามีรายได้ในความหมายของพี่คือรายได้ที่เกิดจากแผนการตลาดรายได้ที่เกิดจากรีเบทโบนัสเกิดจากแคชแบ็กหรือเกิดจากการทำอะไรก็ตามที่ทำให้แผนการตลาดมันจ่ายเงินให้กับเขาเพื่อเป็นการสร้างความเชื่อว่าเขามีรายได้จากซักเซสมอลจริงๆ
ကျွန်တော်တို့နေဒီနေ့ဒါဘယ်လိုမျိုးကျွန်တော်တို့ဒါခုနလိုထိုင်သိမ်းရမလဲဆိုရင်ကိုနဲ့လည်းပြီးတော့ခေါင်းဆောင်တယောက်အနေနဲ့ပေါ့နော်ကိုရဲ့ဖွဲ့သားမှာကိုရဲ့ဖွဲ့စည်းထဲမှာရှိနေတဲ့ကိုရဲ့ဖွဲ့သားတွေကိုဆက်မော်ရဲ့ဒီနေ့ဈေးကွက် plan ဝင်ငွေပိုင်းဆိုင်ရာတွေမှာကျွန်တော်တို့ဒါဝင်ငွေရရှိအောင်ကျွန်တော်တို့သူတို့လောက်တက်အောင်သူတို့ဝင်ငွေတွေရရှိအောင်ကျွန်တော်တို့ကူညီပေးရမှာဖြစ်ပါတယ်ခင်ဗျรายได้ไม่จำเป็นต้องเยอะนะครับอย่างเช่นคนใหม่เข้ามาเนี่ยคนไหนเข้ามาเราช่วยเขามีรายได้สมมุติเพิ่มขึ้นมาเข้าไปในครอบครัวสมมุติเดือนหนึ่ง500 600หรือ1,000 กว่าบาทมันก็เป็นเพียงพอที่ทำให้เขาเชื่อแล้วเขาไม่หลุดจากธุรกิจได้ကျွန်တော်တို့အနေနဲ့ခုနဝင်ငွေဆိုတဲ့နေရာမှာကိုယ့်ရဲ့ဖွဲ့သားတွေဝင်ငွေနော်အများကြီးကိုကျွန်တော်တို့ရရှိအောင်ကူညီပေးတာမှာဝင်ငွေရအောင်ကူညီပေးတယ်လို့ဆိုလိုတာမဟုတ်ပါဘူးခင်ဗျအခုဝင်လာတဲ့သူတယောက်အနေနဲ့ဆိုရင်တစ်လမှာသူတို့တွေနော်900 600 1000ရရင်လဲသူတို့ဒီစီးပွားရေးနေပြီးတော့နော်ထွက်သွားဖို့အတွက်နော်မထွက်သွားနိုင်တဲ့ယုံကြည်မှုတွေကိုသူတို့ကိုရရှိစေမှာပဲဖြစ်ပါတယ်ခင်ဗျแน่นอนเราก็ต้องมีความรู้ใช่ไหมครับลงไปให้ความรู้เขาสร้างองค์กรยังไงวางผังองค์กรยังไงรายได้จากแผนการตลาดเขารับแบบไหนถ้าเราลงไปให้ความรู้เขาแล้วเขาสร้างทีมแล้วเขามีรายได้เป็นเงินกลับไปความเชื่อเขายังอยู่เขาก็จะไม่หลุดจากธุรกิจเราออกไปကျွန်တော်အနေနဲ့နော်ကိုယ့်ရဲ့ဖွဲ့သားတွေကိုယ့်ရဲ့ဖွဲ့စည်းတဲ့မှာကျွန်တော်ဆင်းပြီးတဲ့ချိန်ကျရင်သူ့ကိုကျွန်တော်ဝင်ငွေရအောင်ဘယ်လိုမျိုးရရှိနိုင်တာလဲသူ့ကိုကျွန်တော်တွေကဒါအသစ်ဖွဲ့တိဆောက်တဲ့နည်းတွေပြီးရင်ကျွန်တော်တွေနဲ့နော်ခုနလိုမျိုးအဖွဲ့အစည်းမှာဝင်ငွေပဲကနေပြီးတော့ဘယ်လိုမျိုးပေးတာလဲဒီလိုမျိုးတွေကိုကျွန်တော်တွေကတင်ပြပေးမယ်သူတို့တွေလည်းဒီနေ့ဝင်ငွေပြန်လဲပြီးတော့ရရှိလာမယ်ဆိုရင်သူတို့တွေလည်းယုံကြည်မှုတွေရရှိပြီးတော့ဒီစီးပွားနေပြီးတော့သူတို့တွေလည်းဖက်သွားမှာမဟုတ်ပါဘူးခင်ဗျและแน่นอนครับวันนี้ยิ่งถ้าเขาได้รายได้อย่างต่อเนื่องได้รายได้อย่างมีการวางแผนแล้วมีเป้าหมายแล้วมีการเติบโตเนี่ยแหละครับคือการรักษาที่ทำให้เขามีรายได้อย่างต่อเนื่องและจะทำให้เขาอยู่กับองค์กรกับพวกเราဒါကြောင့်ကိုယ့်ရဲ့ဖွဲ့သားတွေကိုကျွန်တော်တို့တွေကဝင်ငွေရရှိအောင်တော့ကူညီပေးမယ်လစဉ်လတိုင်းတစ်လပြီးတစ်လကျွန်တော်တို့တွေဝင်ငွေရရှိအောင်ကူညီပေးမယ်ဒီမန်ချက်တဲ့ကျွန်တော်တို့တွေချပြီးတော့နော်ပို့ပြီးတော့ရအောင်ကျွန်တော်တို့တွေအဲ့လိုမျိုးတစ်လပြီးတစ်လကျွန်တော်ရအောင်ရေရှည်ကူညီပေးမယ်ရေရှည်သူတို့ကိုကျွန်တော်တွေကကူညီလမ်းပြပေးမယ်ဆိုရင်သိချတယ်ခင်ဗျဒီအချက်ကကိုယ့်ရဲ့ဖွဲ့သားတယောက်ကိုကျွန်တော်တို့အသင်းဖွဲ့ထဲမှာအမြဲတမ်းရှိနေဖို့မှန်ကန်တဲ့ထိုင်သိမ်းတဲ့တစ်ခုပဲဖြစ်ပါတယ်ခင်ဗျซึ่งวันนี้พี่เชื่อว่าพวกเราทุกคนเนี่ยมีรายได้กันแล้วและทีมงานก็เข้ามาแล้วก็มีรายได้แต่ขอให้เชื่อนะครับให้เชื่ออย่างเดียวว่าช่วงแรกเนี่ยรายได้มันอาจจะยังไม่เยอะแต่ถ้าเราใส่ความเชื่ออย่างต่อเนื่องและทำการค้นหามีวินัยอย่างต่อเนื่องรายได้มันจะเติบโตแบบทวีคูณအားလုံးနေဒီနေ့ဒီထဲမှာရှိနေကြတဲ့သူတွေမှာဝင်ငွေရနေတဲ့သူတွေဝင်ငွေရဖို့တဲ့ကြိုးစားနေကြတဲ့သူတွေရှိမယ်ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျအားလုံးနေဒီနေ့စတင်ပြီးတော့လောက်ကင်တဲ့အချိန်မှာတော့ဝင်ငွေရတော့မများသေးပါဘူးခင်ဗျဒါပေမဲ့အားလုံးနေဒီနေ့ရှာဖွေမှုကိုအမြဲတမ်းကိုတည်းပြီးတော့စနစ်တကျစီကံကြနဲ့အမြဲတမ်းဆက်စမပြတ်ကျွန်တော်တို့လှုပ်ဆောင်သွားမယ်ဆိုရင်မိတ်ဆွေတို့ရဲ့ဒီနေ့ဝင်ငွေတွေဟာတစ်ဆပြီးတစ်ဆကျွန်တော်တိုးတက်လာမယ်ဆိုတော့ဒါယုံကြည်ပါတယ်ခင်ဗျแน่นอนในบางครั้งเราอาจจะสงสัยในทีมมีรายได้แต่เขาก็ยังเลิกเขาก็ยังไม่ไปต่อเขาก็ยังเดินออกจากธุรกิจนี้ก็มีเพราะอะไรအားလုံးနေဒီနေ့နော်ဒါတွေးကြလိုက်မယ်ပေါ့နော်တချို့သောသူတွေဝင်ငွေလဲရတယ်ဝင်ငွေတွေလဲရနေပေမဲ့ဘာဖြစ်လို့ DC point တွေထွက်သွားကြလဲဘာကြောင့်ထွက်သွားလဲဆိုတော့သိချင်ကြတဲ့သူလည်းရှိပါလိမ့်မယ်ခင်ဗျแน่นอนครับสิ่งที่เขาขาดคือเขาขาดอย่างที่2เขาขาดในเรื่องของความเชื่อและก็พลังที่จะไปต่อတေချာတာတကွာတော့ကျွန်တော်တို့ခုနနံပါတ်1ချက်ဖြစ်တဲ့ကျွန်တော်တို့ယုံကြည်မှုเนาะကျွန်တော်တို့ယုံကြည်မှုနဲ့ရှေ့ဆက်ပြီးသွားဖို့အတွက်အားရင်ပလန်လိုအပ်လို့ပဲဖြစ်ပါတယ်ခင်ဗျแน่นอนครับเราต้องเป็นผู้นำที่สามารถให้ความเชื่อสามารถให้พลังทีมงานได้တေချာတယ်ခင်ဗျကျွန်တော်တို့ကခေါင်းဆောင်ဆိုရင်ကိုယ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ဆိုရင်ကိုယ့်ရဲ့ဒီနေ့ဖွဲ့သားတွေကိုကျွန်တော်တို့ယုံကြည်မှုနဲ့အားရင်ပလန်ကျွန်တော်တို့ပေးနိုင်ဖို့လိုအပ်ပါတယ်ခင်ဗျရှေ့ဆက်ပြီးတော့သွားနိုင်ဖို့အတွက်ပေါ့နော်อย่าเป็นผู้นำที่พอทีมงานมาเจอเราแทนที่เขาจะได้พลังกลับกลายเป็นพลังหมดแทนที่เขาจะได้ความเชื่อกลับกลายเป็นทำลายความเชื่อเขาအားလုံးနေဒီနေ့ကိုတွေကနေပြီးတော့နော်ကိုမြင်တဲ့အချိန်မှာယုံကြည်မှုတွေပျောက်ဆုံးသွားတဲ့အာရင်ပလန်တွေသူတို့မှာရှိနေတဲ့ယုံကြည်မှုတွေသူတို့မှာအာရင်ပလန်တွေပျောက်ဆုံးသွားတဲ့ခေါင်းဆောင်တယောက်မဖြစ်ဖို့တော့လိုအပ်ပါတယ်ခင်ဗျสิ่งที่สำคัญก็คือความเชื่อนะครับหลายๆคนที่เดินหลุดจากธุรกิจนี้ไปเพราะความเชื่อကျွန်တော်တို့အရန်ပုံမှာရေးကြည့်တာကတော့ယုံကြည်မှုပဲဖြစ်ပါတယ်ခင်ဗျเนาะကျွန်တော်ယုံကြည်မှုပဲဖြစ်ပါတယ်ဒါကြောင့်အားလုံးနေနဲ့ဒီနေ့ DC point တွေထွက်သွားကြရဲဆိုတာတို့မှာယုံကြည်မှုတွေဒါပျောက်ဆုံးသွားလို့ပဲဖြစ်ပါတယ်ခင်ဗျที่บอกแล้วครับความเชื่ออย่าลดความเชื่อเนี่ยต้องสุดเพดานตลอดความเชื่อต้องอยู่ในระดับที่สูงสุด
อย่าลดความเชื่อครับ ဒါကြောင့်အားလုံးအနေနဲ့ယုံကြည်မှုကိုကျွန်တော်တို့ကအမြင့်ဆုံးကျွန်တော်တို့ထားရှိပါခင်ဗျာနော်အမြင့်ဆုံးမှာထားရှိပါအမြင့်ဆုံးလည်းထားရှိပါအဲ့ဒီယုံကြည်မှုကိုကျွန်တော်တို့လုံးဝမလျော့ကျစေပါနဲ့ခင်ဗျာ พลังลดได้พลังลดได้ครับบางทีออกไปเจอทีมงานปฏิเสธเจอคนนู่นนี่นั่นหรือเจออะไรก็ตามพลังเนี่ยมันลดได้อยู่แล้ว แต่ขออย่างเดียวครับ พลังลดมันสามารถเติมได้ กลับมาพักผ่อนกลับมานอนอ่านหนังสือดีๆคุยกับอัพไลน์ใช่ไหมครับฟังคลิปซีโอทุกอย่างมันสามารถเติมพลังกลับมาเต็มได้ แต่สำคัญความเชื่อห้ามลดเด็ดขาดအားလုံးအနေနဲ့ဒီနေ့เนาะကျွန်တော်လုံးတဲ့ချိန်မှာခက်ခဲပြဿနာတွေ့မယ်အပြင်ကိုသွားတဲ့ချိန်ကျရင်သိချတယ်ခင်ဗျကျွန်တော်တို့အားလုံးအနေနဲ့အာရင်ပလန်ဆိုတာကျွန်တော်ရောကြတတ်ပါတယ်အာရင်ပလန်တော့ကျွန်တော်ရောကြတတ်ပါတယ်အာရင်ပလန်ကျွန်တော်ရောကြတဲ့ချိန်ကျရင်ကျွန်တော်တို့နဲ့ apply နဲ့စကားပြောတာเนาะကျွန်တော်ဗီဒီယိုဖိုင်တွေနားထောင်တာစသဖြင့်အပြင်ကျွန်တော်အသိပညာပိုင်းဆိုင်ကျွန်တော်သင်ယူမယ်နားယူလိုက်မယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကအာရင်ပလန်ဆိုတာပြန်ပြီးတော့ကျွန်တော်ရှိလာနိုင်ပါတယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့တွေကအားလုံးကိုကျွန်တော်ယုံကြည်မှုကတော့လုံးဝကျွန်တော်တို့မရောကြစေပါနဲ့ခင်ဗျ พี่ตั้งคำถามพวกเราแล้วถ้าไม่ทำ Success More แล้ววันนี้ทำงานอะไรครับ ที่มีโอกาสที่จะรับรายได้เดือนละ 100,000 บาท ကျွန်တော်ဒီနေ့မိကုန်းလေးတစ်ခုမေးချင်ပါခင်ဗျအားလုံးအနေနဲ့ဒီနေ့ဆက်ဆက်မောမလုပ်ဘူးဆိုရင်ဘယ်လိုမျိုးအလုပ်တွေကတစ်လောက်ဝင်ငွေသိန်းနဲ့ချီပြီးတော့ရရှိနိုင်တဲ့အလုပ်ကိုင်ခွင့်လန်းတွေမျိုးရှိလားခင်ဗျဘာကိုကျွန်တော်လှုပ်ဆောင်ကြမလဲခင်ဗျ นอกจากได้เดือนละ 100,000 แล้ว ยังมีอิสระทางเรื่องของเวลานอนตื่นกี่โมงก็ได้ใช่ไหมครับอิสระภาพในเรื่องของอะไรครับเราได้สมมติถึงเราใช้สินค้าเราก็จะมีสุขภาพที่ดีใช่ไหมสิ่งเหล่านี้นี่คือ Success More ให้เราทั้งหมดมากกว่าเรื่องเงินเวลาสุขภาพนี่คือเรื่องสำคัญ3อย่างที่ Success More ให้กับพวกเราအားလုံးအနေနဲ့သိချတယ်ခင်ဗျကျွန်တော်လာစေငွေကျွန်တော်သိန်းနဲ့ချီပြီးတော့ရရှိတယ်ငွေတစ်ခုပဲကျွန်တော်ရရှိတာမဟုတ်ပါဘူးခင်ဗျသိချတယ်ကျွန်တော်တို့မှဒီနေ့နော်ငွေအဲ့ဒီလိုမျိုးကျွန်တော်ကငွေတွေရရှိတဲ့အပြင်ကိုယ်ပိုင် channel လည်းပိုင်ဆိုင်လာမယ်ခင်ဗျနော်ကိုယ်ပိုင် channel ပိုင်ဆိုင်လာတဲ့အပြင်ကျွန်တော်ဆက်ဆက်မောစီးပွားမှာစ조사ရင်းနဲ့ကျွန်တော်ကျန်းမာရေးတွေကိုလည်းကျွန်တော်ဆောက်ရှောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဆက်ဆက်မောကုမ္ပဏီကကျွန်တော်တို့ပေးတာကငွေတစ်ခုတည်းမဟုတ်ဘူးခင်ဗျငွေရဲ့အချိန်ရဲ့ကျန်းမာရေးဒီ3ခုစလုံးကိုကျွန်တော်တို့ကိုတပြိုင်တည်းပေးနိုင်တဲ့နေရာဖြစ်ပါတယ်ခင်ဗျ สัญญากับพี่ได้ไหมครับมีคอมมิชเมนต์กับพี่ได้ไหมนับจากวันนี้เป็นต้นไปไม่ว่าจะเจออะไรจะเจอเหตุการณ์อะไรหรืออะไรก็ตามที่ทำให้เราเสียใจอะไรก็ตามที่ทำให้เรารู้สึกไม่โอเคอย่าเลิกทำ Success More ได้ไหมအားလုံးအနေနဲ့ဒီနေ့နေစပြီးတော့ကျွန်တော်ကိုဂတိပေးနိုင်လားခင်ဗျာမနော်ဂတိပေးနိုင်လားအားလုံးအနေနဲ့ကျွန်တော်တို့ဘယ်လိုမျိုးခက်ခဲပြဿနာတွေပဲတွေ့နော်ဘယ်လိုမျိုးခက်ခဲပြဿနာတွေပဲကျွန်တော်ကြိုးစားတဲ့ကျွန်တော်တွေ့ဆက်ဆက်မောစီပွားရေးကိုလုံးဝကျွန်တော်တို့ဒါနောက်မဆော့ပဲနဲ့ကျွန်တော်ရှေ့ဆက်မယ်ဆိုတာကိုဂတိပေးနိုင်လားခင်ဗျာဂတိပေးနိုင်တဲ့ဆိုအောက်မှာတစ်ကနန်းလေးတွေရေးလာကြည့်ပါခင်ဗျာ เพราะสุดท้ายถ้าเราเลิกทำนั่นหมายความว่าเรากลับไปสู่จุดเดิมเราก็ไปทำงานเหมือนเดิมแน่นอนครับผลงานเดิมแน่นอนปิดไม้อยู่นะโอเค เมื่อกี้ได้ยินพี่ไหมโอเคဒါကြောင့်အားလုံးနေနဲ့ ทำไมเมื่อกี้พี่แปลอีกทีนึงวันนี้บอกอย่างนี้ครับพี่ขอเรื่องเดียวอย่าเลิกทำไม่ว่าจะเหนื่อยไม่ว่าจะท้อไม่ว่าจะเจอเหตุการณ์อะไรก็ตามอย่าเลิกทำครับอย่าทิ้งเป้าหมายอย่าทิ้งความฝัน ขอโทษนะครับเดี๋ยวผมเตือนนิดนึงนะครับฮัลโหลมင်္ဂလာပါခင်ဗျာဝင်လာပြီးတဲ့ချိန်ကျမိတ်တန်လေးကိုအထူးယူဆိုင်ပေးပါခင်ဗျာမိတ်တန်လေးပိတ်ပေးပါခင်ဗျာနော်โอเคปิดไมค์นะเอาใหม่โอเคครับสบายครับเพราะจริงๆ10 ปีที่ผ่านมาพี่เห็นบางคนถอดใจบางคนยอมแพ้บางคนเดินออกจากเส้นพอไปอย่ายอมแพ้ครับ Don't give up ครับความสำเร็จจะเหลือไว้สำหรับคนที่เหลืออยู่เพราะถ้าเราถอดใจเรายอมแพ้เมื่อไหร่ชีวิตเรากลับไปเหมือนเดิมทันทีကျွန်တော်တို့အားလုံးနေနဲ့ဒီနေ့เนาะကျွန်တော်တို့စူးစမ်းနေတဲ့အချိန်မှာတွေ့ရတဲ့သူတွေလည်းရှိပါတယ်ခင်ဗျအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တွေနဲ့ဒီနေ့စတင်ဝင်လာတဲ့ချိန်မှာယုံကြည်မှုတွေရှိတယ်အိုင်အင်ပလန်တွေရှိတယ်ပြီးတော့သူတို့တွေနဲ့နောက်ဆုတ်သွားကြတဲ့သူတွေရှိတယ်เนาะကျွန်တော်တို့ခုနလိုမျိုးယုံကြည်မှုတွေကျွန်တော်ရော့ကျသွားပြီးတော့ကျွန်တော်တို့ထွက်သွားပြီးတော့နေစာလာခါစားလုံးတွေမှာပဲပြန်ပြီးတော့သွားလို့ကြတဲ့သူတွေရှိတယ်ခင်ဗျဒါကြောင့်ကျွန်တော်ပြောချင်တာအောင်မြင်မှုဆိုတာကကျွန်တော်ကြံရှင်းနေတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်ဒီတက်မှာရှိနေကြတဲ့သူတွေအားလုံးနေနဲ့လုံးဝဒီနေ့ကျွန်တော်တို့နောက်ဆုံးမှုတွေနောက်မဆုတ်ပဲเนาะကျွန်တော်ရဲ့ယုံကြည်မှုတွေအမြဲတမ်းကျွန်တော်
တော်မြင့်တင်ပြီးတော့ရှေ့ဆက်ဖို့ပြောချင်ပါတယ်ခင်ဗျာအားလုံးနေနဲ့ဒီနေ့ကိုလိုချင်တဲ့အောင်မြင်မှုတွေကိုရရှိဖို့အတွက်ပေါ့နော်ဒီလေးလို့ပြောချင်ပါဘူးเดี๋ยวรอให้เขาปิดไมค์แป๊บนึงครับအားလုံးနေနဲ့မိတ်တန်လေးကိုထူးကူးဆက်ပြီးတော့ပိတ်ပေးပါခင်ဗျာနော်ဒီနေ့နားထောင်နေတဲ့သူတယောက်ဆိုရင်မိတ်တန်လေးကိုထူးကူးဆက်ပြီးတော့ပိတ်ပေးပါခင်ဗျာโอเคเนาะแอดมินปิดได้ไหมสั่งปิดได้แอดมินโอเคนะครับฉะนั้นนี่ก็คือในเรื่องของการเมื่อกี้คือการรักษาอย่างแรกเลยนะครับเราต้องเป็นผู้นำที่ลงไปช่วยทีมงานดูแลทีมงานให้เขามีรายได้ที่สองครับต้องเป็นผู้นำที่สามารถส่งพลังส่งความเชื่อรักษาเราด้วยพลังด้วยความเชื่อนะครับแต่ก็ยังไม่พอสิ่งที่สามโอเคเนาะโอเคขอบคุณครับကျေးဇူးတင်โอเคဒါကြောင့်အားလုံးနေနဲ့ဒီနေ့သိထားရမယ့်ချက်ကနံပါတ်1ကျွန်တော်တို့တွေကရှာဖွေပြီးရင်သူတို့ကိုကျွန်တော်တို့ရဝင်ငွေရအောင်ကျွန်တော်တို့ပူညီပေးရမယ်ပေါ့နော်ဒါထိုင်တိုင်းတဲ့တစ်ခုဖြစ်ပါတယ်ပြီးရင်နောက်ထပ်နေတဲ့သူတို့ကိုကျွန်တော်တို့က IM plan เนาะ IM plan တွေယုံကြည်မှုတွေဒီအရာတွေကိုကျွန်တော်တို့တွေအမြဲတမ်းမြင့်တင်ပေးနေတဲ့သူတွေအောင်ဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာဒါကထိုင်တိုင်းတဲ့တစ်ခုဖြစ်ပါတယ်နောက်ထပ်နံပါတ်3ချက်ကပေါ့နော်ကျွန်တော်ထပ်မံပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာสิ่งที่3คืออะไรครับก็คือ happiness หรือมีความสุขเราเป็นผู้นำที่ทำให้ทีมงานทำให้องค์กรของเรามีความสุขครับနောက်ထပ်နံပါတ်3ချက်ကတော့ပျော်ရွှင်မှုပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကိုတိုင်ကဘယ်လိုမျိုးကိုယ့်ရဲ့ဖွဲ့စီကိုလက်စစ်ပြောလုပ်ပေးရမလဲဆိုတော့ကိုယ့်ရဲ့ဖွဲ့စီကိုကျွန်တော်တို့ကပျော်ရွှင်မှုပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာคำว่ามีความสุขคืออะไรครับก็คือเราต้องใส่ใจเขาดูแลเขาห่วงใยเขาอย่ามองทีมของเราอย่ามองดาวไลน์เราครับเป็นแค่ยอด PV มองเขาเป็นเพื่อนเป็นพี่เป็นน้องเป็นครอบครัวของเราဒီနေ့အားလုံးနေတဲ့ဒီနံပါတ်3ချက်ကတော့ပျော်ရွှင်မှုပဲဖြစ်ပါတယ်ဘောနော်ကိုယ့်ရဲ့ downline တွေကိုကျွန်တော်တို့တွေကအမြဲတမ်းကျွန်တော်တို့ဂရုစိုက်ဖို့လိုအပ်ပါတယ်ခင်ဗျာသူ့ကိုကျွန်တော်တို့တွေကကိုယ့်ရဲ့downline တယောက်နေနဲ့ပဲကျွန်တော်မြင်တာမျိုးမဟုတ်ပဲနဲ့သူ့ကိုကျွန်တော်တို့တွေကနော် PV လို့ပဲနော် PV ရောင်းအားတက်အောင်ပဲကျွန်တော်မြင်တာမျိုးမဟုတ်ပဲနဲ့သူဟာကိုယ့်ရဲ့နော်မိသားစုဝင်ဖြစ်တဲ့သူဟာကိုယ့်ရဲ့အကိုသူကိုယ့်ရဲ့အမကိုယ့်ရဲ့ညီမကိုယ့်ရဲ့မိသားစုဒီလိုမျိုးဖြစ်တယ်လို့ကိုကနေပြီးတော့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာจะบอกว่าในหลายๆครั้งบางทีไม่จำเป็นว่าต้อง24ชั่วโมงอะไรก็ซักเซตมอทั้งหมดบางครั้งมีการรีแลกซ์ไปเที่ยวกันบ้างกินข้าวกันบ้างไปอะไรก็ตามที่มันทำให้ได้มีกิจกรรมร่วมกันและทำให้พวกเรามีคำว่าสายสัมพันธ์ที่ดีကျွန်တော်တို့ဒီနေ့24နာရီလောက်အလုပ်ဆိုတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ကျွန်တော်ဒီနေ့ online မှာဆိုလဲ online မှာလိုက်ကျွန်တော်အဖွဲလိုက်နော်အဲ့လိုမျိုးတယောက်နဲ့တယောက်နော်ခင်မင်းရင်းနှီးတဲ့အာသာတွေပျော်ရွှင်မှုတွေကျွန်တော်တိဆောက်တာမျိုးတကယ်တော့ကျွန်တော်အပြင်မှာဆိုရင်လဲတယောက်နဲ့တယောက်တူတူထမင်းကျွန်တော်ချက်စားတာမျိုးအပြင်ကိုကျွန်တော်တို့နော်အလဲတူတူသွားကြတာမျိုးဒီလိုမျိုးကျွန်တော်တို့ပျော်ရွှင်မှုသေးသေးမမလေးတွေကိုကျွန်တော်တို့အမြဲတမ်းတိဆောက်လို့ရတာဖြစ်ပါတယ်များสายสัมพันธ์คือเรื่องที่สำคัญที่สุดในธุรกิจนี้สายสัมพันธ์คือเรื่องที่สำคัญที่สุดทีมไหนรักษาคำนี้ได้ดีทีมไหนดูแลกันได้ดีครับและทีมไหนมีความสุขมากที่สุดนั่นแหละคือทีมที่เติบโตระยะยาวแน่นอนကျွန်တော်တို့နေနော်အရန်ကမှရေးကြည့်တဲ့ချက်ကတော့တယောက်နဲ့တယောက်ခင်မင်ရင်းနှီးမှုပဲဖြစ်ပါတယ်ခင်ဗျာတယောက်နဲ့တယောက်ခင်မင်ရင်းနှီးမှုရှိမယ်တယောက်ကိုတယောက်ကျွန်တော်တို့တယောက်ကိုတယောက်ကျွန်တော်စိတ်ပူမှုတွေရှိမယ်ဒီလိုမျိုးတယောက်နဲ့တယောက်မိသားစုစိတ်ဓာတ်ခင်မင်ရင်းနှီးမှုတွေဒီလိုမျိုးရှိတဲ့အသင်းဖွဲ့တစ်ခုကသေချာဖို့ခင်ဗျာကျွန်တော်တို့အောင်မြင်မှုအမြင့်ဆုံးတွေကိုရရှိနိုင်တဲ့အသင်းဖွဲ့တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာแน่นอนครับวันนี้ผู้นำที่ดีคือผู้นำที่เป็นผู้ให้ยิ่งเราให้มากเท่าไหร่เรายิ่งประสบความสำเร็จมากเท่านั้นยิ่งเราช่วยเหลือคนประสบความสำเร็จมากเท่าไหร่เราก็ยิ่งประสบความสำเร็จมากยิ่งขึ้นไปကျွန်တော်တို့နေခေါင်းဆောင်တယောက်ဆိုရင်ကျွန်တော်တို့တွေကဒါကျွန်တော်တို့ဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာနော်ဒါကြောင့်ကိုဘယ်လောက်ထိပေးလဲကျွန်တော်တို့များများပေးရင်ကျွန်တော်များများပြန်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘယ်လောက်ထိကျွန်တော်အောင်မြင်အောင်ကူညီပေးလဲကျွန်တော်တို့နော်ကျွန်တော်တို့များများအောင်မြင်အောင်ကူညီပေးလေကျွန်တော်တွေကလည်းများများအောင်မြင်မှုကိုရရှိနိုင်လေပဲဖြစ်ပါတယ်ခင်ဗျာแน่นอนพี่มั่นใจเลยครับเนี่ย209คนที่เราอยู่ในห้องเนี่ย 3-5 ปีต่อจากเนี้ยพวกเราจะมีทีมซ้ายขวาที่เติบโตและยิ่งใหญ่พี่มั่นใจคอมมิตเมนต์อีกคอมมิตเมนต์นึงได้ไหมวันที่เรา
สร้างทีมได้แล้ว เราเจอใครบางคนแล้ว และเราแข็งแรงเราประสบความสำเร็จเป็นมนุษย์หลัก100,000 บาทต่อเดือนแล้ว อย่าปล่อยมือพวกเขาได้ไหมจับมือพวกเขาดูแลเขาใส่ใจเขาช่วยเหลือเขาจนเขาประสบความสำเร็จเหมือนเราได้ไหมครับအားလုံးနေနဲ့ဒီထဲမှာရှိနေတဲ့လူကြီးเนาะကျွန်တော်တို့209ယောက်ဟာတေချာတယ်ခင်ဗျာနောက်3နှစ်မှ5နှစ်ကြာရင်တေချာပေါ့ဒီစီးပွားရေးမှာအောင်မြင်တဲ့သူတွေဖြစ်မယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့အားလုံးနေနဲ့ဒီနေ့ကိုအောင်မြင်သွားတဲ့အချိန်တိုင်းကိုရဲ့နောက်အောက်မှာကိုနဲ့တူတူလာပြီးတော့စူးစမ်းတဲ့သူတွေရှိမယ်နော်အဲ့လိုမျိုးစူးစမ်းတဲ့သူတွေအားလုံးကိုကိုအောင်မြင်မှုရရှိသွားပြီးတလားကိုဒီနေ့သိမ့်တဲ့တန်တဲ့ကြီးရရှိသွားပြီးဒါပေမဲ့အားလုံးနေနဲ့ကိုနဲ့လာပြီးတော့လက်တွေစူးစမ်းတဲ့လောက်ကင်တဲ့သူဘယ်တော့မှကျွန်တော်တို့လက်မလွတ်ပဲနဲ့အမြဲတမ်းဒီနေ့ကူညီပေးပါမယ်လို့အမြဲတမ်းကျွန်တော်တို့လက်တွေခေါ်ပါမယ်လို့ဂတိပေးလို့ရလားခင်ဗျာဂတိပေးလို့ရတယ်အောက်မှာတစ်ကနန်းလေးတွေရေးလာပါခင်ဗျာจงเป็นผู้นำที่มีความรับผิดชอบจงเป็นผู้นำที่ใส่ใจจงเป็นผู้นำที่เป็นแบบอย่างอย่าทอดทิ้งทีมงานนี่อีกหนึ่งคอมมิตเมนต์ที่พี่ขอพวกเราအားလုံးနေနဲ့ကျွန်တော်ဒီနေ့เนาะဒါတောင်းဂတိတောင်းခြင်းတဲ့အရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ဖွဲ့သားတွေကိုကျွန်တော်တို့ခုနလိုမျိုးတောင်းယူမှုတောင်းဝခံမှုပိုင်းဆိုင်ရာမှာဒါကျွန်တော်တို့ရှိဖို့လဲလိုတယ်ပြီးတဲ့ချိန်ကျရင်ကျွန်တော်တို့ခုနလိုမျိုးကိုယ့်ရဲ့ဖွဲ့သားတွေကိုเนาะကျွန်တော်တို့လက်လွတ်တာမျိုးမဟုတ်ဘဲနဲ့အမြဲတမ်းကျွန်တော်တို့ဂယုစိုက်နေတဲ့ခေါင်းဆောင်တယောက်ဖြစ်ဖို့အတွက်လဲအားလုံးကိုကျွန်တော်ကတောင်းဆိုခြင်းပါတယ်ခင်ဗျာဂတိပေးလို့ရမလားခင်ဗျာကိုအောင်မြင်မှုတွေရလာတဲ့ချိန်ကျရင်ကိုယ့်ရဲ့ဖွဲ့သားတွေကိုလုံးဝကျွန်တော်တို့လက်မလွတ်တဲ့သူတယောက်အနေနဲ့คำว่าใส่ใจคำว่าดูแลของพี่ไม่ใช่หมายความว่าต้องไปให้เงินนะครับကျွန်တော်တို့ဒီနေ့ဂယုစိုက်တဲ့ကိုယ့်ရဲ့ဖွဲ့သားတွေကိုကျွန်တော်တို့ဂယုစိုက်တယ်ဆိုတာကကိုယ့်ရဲ့ဖွဲ့သားတွေကိုကျွန်တော်တို့တွားပြီးတော့ပတ်စံပေးတာကိုဆိုလိုခြင်းမဟုတ်ပါဘူးခင်ဗျာแต่ถ้าเราเป็นคนที่แข็งแรงวันนี้ถ้าเราเป็นคนที่มีรายได้นะครับถ้าเราเป็นคนที่มีรายได้และเราแข็งแรงกว่าทีมงานของเราบางครั้งเงินเล็กๆน้อยๆรายได้เราเล็กๆน้อยๆและแบ่งปันลงไปในทีมเนี่ยแหละครับจะทำให้ทีมเขาจะได้พลังเหมือนเขาได้เติมน้ำมันน่ะแล้วเขาจะไปต่อได้แต่ถ้าเราเป็นผู้นำได้เท่าไหร่เราเก็บหมดไม่เคยแบ่งปันไม่เคยอะไรเลยอันนี้ก็ยากครับที่จะเติบโตระยะยาวအားလုံးနေတဲ့ဒီနေ့ကို့မှာပေါ့နော်ဒါပတ်စံကြတော့ကို့မှာရှိရဲ့ကိုကလည်းပတ်စံကိုယ့်ရဲ့လက်ထက်မှာများများရှိတယ်ကို့မှာလည်းကျွန်တော်ရှိတယ်ဆိုရင်ပေါ့နော်ကျွန်တော်နည်းနည်းကိုယ့်ရဲ့ဖွဲ့သားတွေကိုပြန်ပြီးတော့နော်ပေးတာကူညီတာဒါတွေကတော့ကျွန်တော်တို့ဒါလောက်ဆောင်လို့ရတာဖြစ်ပါတယ်ခင်ဗျာနော်ဒါပေမဲ့နော်ကိုရလာတဲ့အရာမှန်သမျှကိုပဲယူတယ်ကိုပဲသိမ့်တယ်ဘသူ့ကိုမှလည်းကျွန်တော်တို့ကနည်းနည်းပါးလေးတော့မှမမျှဝေခြင်းဘူးမပေးကမ်းခြင်းဘူးဆိုရင်တော့သိကြတယ်ခင်ဗျာနော်ကျွန်တော်တို့ကိုရဲ့ဖွဲ့စီရရေးရှိအောင်မြင်မှုရရှိဖို့အတွက်အရန်ခက်ခဲပါတယ်ဒါကြောင့်ကိုမှရှိတဲ့နော်ဒါငွေလေးတွေကိုကိုရဲ့ဖွဲ့စီထဲမှာပြန်လဲပြီးတော့အသုံးပြုတာကပြန်လဲပြီးတော့ကျွန်တော်အသုံးချတာကကိုရဲ့ဖွဲ့စီကိုကျွန်တော်တို့ဒါပြောမယ်ဆိုရင်တော့ကျွန်တော်ခရီးသွားတဲ့မှာကားတစ်စီးကိုစီဖိတာနဲ့တူတူပါပဲခင်ဗျာကျွန်တော်ခုနလိုမျိုးအခုလိုမျိုးလက်စက်ကမျှဝေတတ်တဲ့စိတ်ရှိတယ်ဆိုရင်ကိုကအောင်မြင်မှုကိုရရှိသွားနိုင်တယ်ဒီကအသေးပွဲတစ်ခုကိုတိစောက်နိုင်တဲ့အချက်လက်တွေပဲဖြစ်ပါတယ်ခင်ဗျာแต่สิ่งที่สำคัญที่สุดเลยก็คือเป็นผู้นำที่สามารถแบ่งปันความรู้แบ่งปันความสามารถมีภาพความสำเร็จที่เป็นแบบอย่างเป็นต้นแบบที่ดีให้คนอยากเดินตามให้คนที่เขาประสบความสำเร็จเห็นเราเป็นต้นแบบและอยากประสบความสำเร็จเหมือนเราနောက်ထပ်ရေးကြီးတဲ့ချက်ကတော့ကိုယ့်ရဲ့အသိပညာပိုင်းဆိုင်ရာတွေကိုမျှဝေပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာအသိပညာဟာဒီစီဘဝမှာအရန်ကိုမှရေးကြီးပါတယ်ကိုယ့်ရဲ့ဖွဲ့စည်းတဲ့အမြဲတမ်းစံပြနေတဲ့ရှေ့ကနေပြီးတော့လမ်းပြနိုင်တဲ့သူတယောက်ဥဆောင်နိုင်တဲ့သူတယောက်နော်သူများရဲ့ဒီနေ့နော်ကျွန်တော်စံပြခေါင်းဆောင်တယောက်ဖြစ်အောင်ရှေ့ကနေပြီးတော့လှုပ်ဆောင်သွားဖို့အရန်ကိုမှလည်းရေးကြီးပါတယ်ခင်ဗျာและพี่มั่นใจนะครับถ้าเราทำ3เรื่องนี้ได้ดีโดยเฉพาะเรื่องที่3เนี่ยบริหารองค์กรให้เขามีความสุขนะครับบริหารองค์กรให้เขามีความเชื่อให้เขามีพลังที่บอกเลยครับองค์กรของเราจะเติบโตแบบระยะยาวแน่นอนဒီနေ့ကျွန်တော်ပြောတဲ့ဒီနံပါတ်3ချက်မှာကိုကနေပြီးတော့ကိုယ့်ရဲ့ဖွဲ့သားကိုပေါ့နော်ကိုယ့်ရဲ့ဖွဲ့စည်းကိုတော့စီမံခန့်ခွဲတဲ့နေရာမှာပျော်ရွှင်မှုပေးနိုင်တဲ့နော်အသေးဖွဲ့တစ်ခုဖြစ်မယ်ဆိုရင်ပေါ့နော်ပျော်ရွှင်မှုပေးနိုင်တဲ့သူတယောက်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့ဖွဲ့စည်းဟာကျွန်တော်ရရှိသွားနိုင်ဖို့အတွက်ဒီကနော်ဒါဖြစ်နိုင်တဲ့ဒါပြောမယ်အသေးဖွဲ့တစ်ခုရရှိသွားနိုင်တဲ့အသေးဖွဲ့တစ်ခုဖြစ်မယ်ဆိုတာကိုကျွန်တော်အားလုံးကိုဒါပြောပြပေးချင်ပါတယ်ခင်ဗျာโอเคฉะนั้นตรงนี้นะครับพี่กำลังจะสื่อว่าความสำเร็จเนี่ยที่คำถามแรกที่พี่ถามนะความสำเร็จที่แท้จริงมันไม่ได้วัดเลยนะ
ว่าพวกเราสำเร็จแล้วเราได้อะไร เราได้เงินได้รถได้บ้าน เราได้อะไรเนี่ยไม่ได้วัดเลยนะครับ ไม่ใช่คือความสำเร็จที่แท้จริง ကျွန်တော်တို့အောင်မြင်မှု แท้จริงคืออะไร ความสำเร็จที่แท้จริงคือว่าวันเนี้ยเราให้อะไรออกไป ကျွန်တော်တို့အောင်မြင်မှုစစ်မှန်တယ်ဆိုတာအောင်မြင်မှုစစ်မှန်ဆိုတာကကျွန်တော်တို့ကိုဘာတွေရရှိလဲဘာတွေပိုင်ဆိုင်သွားလဲဆိုတာကိုကျွန်တော်တို့တိုင်းတာတာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ဒီနေ့ကိုနဲ့လာရောက်ပြီးတော့စူးစမ်းလုပ်ကိုင်တဲ့သူတွေကိုကိုဘာတွေပေးနိုင်လဲသူတို့အောင်မြင်မှုရရှိအောင်ကိုဘယ်လောက်ထိကူညီပေးနိုင်လဲကိုနဲ့လာပြီးတော့လက်တွဲလုပ်ကိုင်တဲ့သူတွေကအောင်မြင်မှုဘယ်လောက်ထိရရှိသွားလဲဆိုတဲ့ပုံမှာတိုင်းတာခြင်းဖြစ်ပါတယ်ခင်ဗျာ ใช้วันนี้ครับ หน้าที่ของเราคือเราต้องช่วยเหลือคนแบ่งปัน สร้างผู้นำสร้างคนให้ประสบความสำเร็จให้มากที่สุด ကျွန်တော်အားလုံးဒီနေ့ကျွန်တော်တို့ကမျှဝေရမယ်ပြီးတဲ့ချိန်ကျကျွန်တော်တို့ကဒါသူတို့ကိုကျွန်တော်တို့တော့ဒါကျွန်တော်တို့မျှဝေပြီးကျွန်တော်တို့တိဆောက်ပေးရမယ်သူတို့ကိုနဲ့တူလာပြီးတော့လက်တွဲလုပ်ကိုင်တဲ့သူတွေကိုအောင်မြင်မှုအများဆုံးကျွန်တော်တို့ရရှိအောင်ကျွန်တော်တို့ကူညီပေးနိုင်ရမှာဖြစ်ပါတယ်ခင်ဗျာ ยิ่งเราช่วยคนที่อยู่ใต้องค์กรเรา ให้เขาประสบความสำเร็จมากกว่าเรา นั่นแหละคือความสำเร็จที่แท้จริง ကျွန်တော်တို့ဒီနေ့ကိုယ့်ရဲ့ဖွဲ့သားတွေမှာကိုယ့်ရဲ့ဖွဲ့စည်းတွေမှာမိမိနဲ့ဝအောက်မှာရှိနေတဲ့သူတွေကိုအောင်မြင်မှုတွေများများကျွန်တော်တို့ရရှိအောင်ကူညီပေးနိုင်တာကဒါကမှန်ကန်တဲ့ကျွန်တော်တို့အောင်မြင်မှုကိုဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျာ ย้อนกลับไป2คอมมิตเมนต์นะครับ ที่พี่จะขอคอมมิตเมนต์ที่1ไม่ว่าจะเกิดเหตุการณ์อะไรต่อจากนี้อย่าเลิกได้ไหม ကျွန်တော်တို့เนี่ยအားလုံးမှာဂတိနှစ်ခုတောင်းပါဂတိနှစ်ခုတောင်းကျင်ပါတယ်ပေါ့နော်ဘယ်လိုမျိုးအခက်အခဲပြဿနာပဲကျွန်တော်တို့ကြုံတွေ့ကျွန်တော်တို့လုံးဝနောက်မဆုတ်ဘူးဆိုတဲ့ဂတိစကားတစ်ခွန်းဖြစ်ပါတယ်ခင်ဗျာ คอมมิตเมนต์ที่2พี่มั่นใจพวกเราในห้องนี้200กว่าคน 3-5 ปีทุกคนจะมีองค์กรทุกคนจะมีรายได้หลักแสนแล้วทุกคนจะเจอใครบางคนที่อยู่ใต้องค์กรเราอย่าทิ้งเขาอย่าปล่อยมือเขาใส่ใจดูแลเขาจับมือเขาช่วยให้เขาประสบความสำเร็จได้ไหม အားလုံးနဲ့နောက်တစ်ဂတိတစ်ခုကတော့သိချတဲ့3နှစ်မှ5နှစ်ကျွန်တော်တို့စူးစမ်းမယ်ဆိုရင်လူတွေကလာစင်ဝင်ငွေဒီနေ့တိုင်းနဲ့တန်တဲ့ကြီးတော့ရရှိမှာဖြစ်ပါတယ်ခင်ဗျာအဲ့လိုမျိုးကိုကနေပြီးတော့ဒီနေ့ဘယ်နဲ့ညာကျွန်တော်တို့အသိဖွဲ့တိဆောက်ပြီးတော့နော်ကိုအောင်မြင်သွားတဲ့ချိန်ကျရင်ကိုရဲ့နောက်မှာကိုယုံကြည်ပြီးတော့ဒီနေ့လက်လာကြတဲ့သူတွေကိုကျွန်တော်တို့လုံးဝနော်ကျွန်တော်တို့လက်တွဲမဖြောက်ပဲနဲ့အမြဲတမ်းသူတို့အောင်မြင်မှုရရှိအောင်ကူညီပေးပါမယ်လို့အားလုံးဒီနေ့ဂတိပေးနိုင်လားခင်ဗျာ ทีมไหนทำ2เรื่องนี้ได้นะครับ ทีมไหนรักษาองค์กรได้นะครับทำให้เขามีความเชื่อทำให้เขามีพลังทำให้เขามีความสุขเนี่ยแหละครับเราจะเป็นทีมที่เป็นตำนานใน Success Mall တေချာတယ်ခင်ဗျာကျွန်တော်ဒီနေ့ချက်ကိုဘယ်အဖွဲ့အစည်းကကျွန်တော်တို့လှုပ်ဆောင်သွားနိုင်လဲเนาะကျွန်တော်တို့အားလုံးနဲ့ကိုယ့်ရဲ့အဖွဲ့အစည်းကိုเนาะကျွန်တော်ပျော်ရွှင်မှုတွေနဲ့ယုံကြည်မှုတွေနဲ့ပျော်ရွှင်မှုတွေပေးပြီးတော့ထိုင်ထိုင်သွားနိုင်လဲတေချာတယ်ခင်ဗျာအဲ့ဒီအဖွဲ့အစည်းဟာကျွန်တော်ဆက်ဆက်မောစီးပွားရေးမှာစံပြအဖွဲ့အစည်းနဲ့အောင်မြင်မှုကိုစံပြအဖွဲ့အစည်းနဲ့ရရှိနိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်မယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ นี่คือ3เรื่องที่พี่มาสรุปให้เราให้เห็นภาพนะครับ ตลอด10ปีที่ผ่านมาคีย์สำคัญเลยก็คือคำว่ารักษาหลายๆคนประสบความสำเร็จหลายๆคนเติบโตหลายๆคนเป็นไดมอนด์แต่ไดมอนด์บางคนก็ไม่สามารถรักษาความสำเร็จไว้ได้เพราะเขาไม่ได้สร้างความสำเร็จได้จริงและไม่ได้คู่ควรกับความสำเร็จนั้นๆ ကျွန်တော်တို့ဒီနေ့ဒီစီးပွားမှာကျွန်တော်အနေနဲ့ဒီအသုံးချက်အစအရင်ရေးကြည့်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီနေ့ထိုင်တန်းချင်းဆိုတဲ့နေရာမှာเนาะတချို့တော်သူတွေเนาะစူးစမ်းပြီးတော့ဒိုင်မွန်တွေဖြစ်သွားကြတယ်เนาะဒိုင်မွန်တွေဖြစ်သွားကြတယ်စသည်အပြင်အခုလိုမျိုးရာလူကြီးကြီးတွေကျွန်တော်ရရှိပိုင်ဆိုင်သွားပေမဲ့ဒီအချက်တွေကိုကျွန်တော်တို့မလုံဆောင်နိုင်တဲ့ဖြစ်တဲ့အတွက်သူတို့တွေနဲ့ထိုင်တိုင်းမနိုင်ခြင်းဖြစ်ပါတယ်ခင်ဗျာ อย่างที่บอกครับแผนของเรามันฟุกได้มันมีโอกาสที่จะฟุกมันมีโอกาสที่จะเจอใครบางคนมาอยู่ใต้องค์กรเราแต่ถ้าเราประสบความสำเร็จแบบฟลุกๆอ่ะคิดว่ามันจะยาวไหมครับ အားလုံးဒီနေ့ကျွန်တော်ရဲ့ sequence plan ဟာကျွန်တော်တို့မထင်မှတ်ပဲเนาะကိုရဲ့ network အောက်မှာစူးစမ်းတဲ့သူတွေဆိုတာရှိနိုင်တယ်ခင်ဗျာပြောချင်တာတော့ကံကောင်းပြီးတော့တွေ့နိုင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးကံကောင်းခြင်းကကျွန်တော်ရဲ့ network ကိုရေရှည်ထိုင်တိုင်းသွားနိုင်ပါမလားခင်ဗျာ นั่นหมายความว่ากำลังจะสื่อแค่เป็นธรรมชาตินะครับเพราะพี่เชื่อว่าเดี๋ยวเราอาจจะได้เห็นทำไมมีไดมอนด์คนนั้นไปทำบริษัทนู้นไปทำบริษัทนี้เดี๋ยวเราอาจจะได้เห็นแต่ให้เราเชื่อครับสุดท้ายที่เขาออกไปเพราะเขาไม่ใช่ผู้นำที่แท้จริง
အားလုံးနေနဲ့ကျွန်တော်တို့တွေလည်းဒါတခါကျကျွန်တော်မြင်ကြပါလိမ့်မယ်ပေါ့နော်ဒီနေ့ဟိုခေါင်းဆောင်တွေကကျွန်တော်တို့ဒီဆက်ဆက်မော်ဒီထွက်ပြီးတော့တခြားကုမ္ပဏီမှာသွားလောက်တယ်ဟိုကုမ္ပဏီမှာသွားလောက်တယ်ဒီကုမ္ပဏီမှာသွားလောက်တယ်ဘာဖြစ်လို့သွားလောက်လဲဆိုတော့ကျွန်တော်ပြောနေတာကသူတို့တွေကဆက်ဆက်မော်ကုမ္ပဏီမှာမှန်ကန်တဲ့ခေါင်းဆောင်တွေစစ်မှန်တဲ့ခေါင်းဆောင်တွေမဟုတ်လို့ပဲဖြစ်ပါတယ်ခင်ဗျာแต่วันนี้ให้บอกกับตัวเราครับวันเนี้ยซักเซนมอลคือบริษัทที่ใช่แผนการตลาดจะเป็นแผนการตลาดที่ตอบโจทย์สินค้าใช้แล้วเห็นผลชัดเจนแต่สิ่งที่พี่พูดนั้นไม่สำคัญเลยถ้าตัวเรายังไม่ใช่အားလုံးနေနဲ့ဒီနေ့ကိုပြန်ပြီးတော့ကျွန်တော်တို့ဒါပြောကြည့်မယ်ပေါ့ခင်ဗျာနော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့ကုမ္ပဏီမှန်ကန်တယ်ကျွန်တော်တို့ရဲ့ဈေးကွက် plan ပိုင်းဆိုင်ရာတွေကလည်းနော်ဒါတီဆောက်ရတာလွယ်ကူတယ်နော်အားလုံးနဲ့မှန်ကန်တိကျစွာပေးတယ်ပြီးရင်ကျွန်တော်တို့ထုတ်ကုန်ပစ္စည်းတွေကလည်းကျွန်တော်တို့ကောင်းတယ်ဒါပေမဲ့ကိုတည်းကနေပြီးတော့မကောင်းဘူးဆိုရင်တော့ကျွန်တော်အောင်မြင်မှုရရှိနိုင်ပါမလားခင်ဗျာแต่วันนี้ครับการที่เราจะบอกว่าเราเป็นคนที่ใช่เราต้องทำอะไรကျွန်တော်တို့ဒီနေ့ကိုဟာတကယ်စစ်မှန်တဲ့သူတယောက်ဆိုရင်ဘာတွေကိုကျွန်တော်တို့လောက်ဆောင်ရမှာလဲပေါ့နော်ย้อนกลับไปเลยครับย้อนกลับไปในวัยเด็กเลยวัยที่เราเริ่มเรียนหนังสือวัยที่เราเข้าโรงเรียนเรารับเงื่อนไขความสำเร็จทุกอย่างเราต้องตื่นแต่เช้าเราต้องไปนั่งเรียนเสร็จแล้วมาทำการบ้านแล้วก็ต้องส่งครูในทุกๆวันအားလုံးနေနဲ့ကျွန်တော်တို့တွေဒါပြန်လည်ပြီးတော့ကျွန်တော်ငယ်ဘဝကိုပြန်ပြီးတော့သွားမယ်ခင်ဗျာငယ်တော့ဆိုရင်ကျွန်တော်တို့အားလုံးနေနဲ့ကြောင်းတက်တဲ့ရေတော့ဆိုရင်ကျွန်တော်တို့ကျောင်းစာတွေသင်တယ်ကျောင်းစာသင်ပြီးတဲ့ချိန်ကျအိမ်ကိုပြန်တယ်လုပ်တယ်ပြီးတဲ့ချိန်ကျရင်ကျောင်းကပေးလိုက်တဲ့စာတွေကိုကျွန်တော်လုပ်တယ်ပြီးရင်ကျွန်တော်တို့ဆရာမတွေကိုပြန်ပြီးတော့ကျွန်တော်လှုပ်ဆောင်တဲ့အရာတွေပြန်ပြီးတော့သွားပြတယ်ဟုတ်လားဗျာเราตั้งใจเรียนจนเรียนจบจนได้ใบมาจะจบชั้นป.อะไรป.6 ม.6 ปริญญาตรีปริญญาโทจบด็อกเตอร์อะไรก็แล้วแต่สุดท้ายเราก็ไปรับเงื่อนไขก็ไปนั่งทำงานကျွန်တော်အားလုံးနေနဲ့ငယ်တော့ကျွန်တော်တို့တွေစူးစမ်းတယ်စူးစမ်းပြီးတော့ကျွန်တော်တို့တွေဟာနော်ကျောင်းတွေမှာပြီးတော့ကျွန်တော်တို့တွေကဘွဲလက်မှတ်မျိုးကျွန်တော်တို့ရရှိကြတယ်ရရှိပြီးတဲ့အချိန်မှာကျွန်တော်တို့တွေကအလုပ်ငန်းခွင်နဲ့ဝင်ပြီးတော့ထပ်မံပြီးတော့ကျွန်တော်တို့တွေကရလက်တွေရရှိဖို့အတွက်ပြန်လည်ပြီးတော့ကျွန်တော်စူးစမ်းကြတာဖြစ်ပါတယ်ခင်ဗျာเอาให้เราเข้างาน 8 โมงเช้าเราก็ไปเขาให้เราเลิกงาน 6 โมงเย็นเราก็เลิกเขาให้เราทำ OT ยันเที่ยงคืนเราก็ทำไมงานเหล่านั้นเรารับเงื่อนไขเขาทุกอย่างเลยအားလုံးနေနဲ့ကျွန်တော်တို့တွေဒါအလုပ်တွေလုပ်တဲ့ချိန်မှာဆိုရင်မိုးလင်းရှင်းနာရဲ့အလုပ်ဝင်ရမယ်ဆိုလဲကျွန်တော်တို့လုပ်ဝင်တယ်ညနေလုပ်ထွက်ရမယ်ညနေ6နာရီလုပ်ပြန်မယ်ဆိုလဲကျွန်တော်လုပ်ပြန်တယ်ပြီးရင်ကျွန်တော်တို့ OD နော်7နာရီဆင်းရမယ်ဆိုလဲဆင်းတယ်7နာရီဆင်းရမယ်ဆိုလဲဆင်းတယ်ဘာဖြစ်လို့ကျွန်တော်တို့တွေကအဲ့ဒီလိုမျိုးကျွန်တော်တို့နော်ဒါလိုချင်တဲ့ရလက်တွေကိုရရှိဖို့အတွက်သူတို့ပေးလာတဲ့အရာမှန်သမျှတွေအားလုံးကျွန်တော်တို့တွေကလက်ခံပြီးတော့လက်ပြီးတော့လှုပ်ဆောင်จတာခင်ဗျာแล้ววันนี้ถ้าเงื่อนไขใน Success Mall คือการที่เรารับเรียกว่าอะไรนะเรียนรู้พัฒนาตัวเองและรู้จัก Success Mall ให้มากพอในระดับที่เราออกไปแบ่งปันและเห็นคำว่าโอกาสทำไมจะไม่ลุยกับมันทำไมจะไม่สู้กับมันเหมือนตอนที่เราทำงานก่อนหน้านี้ล่ะအားလုံးနေနဲ့ကျွန်တော်တို့ငယ်တော့ကျွန်တော်ကြောင်းတက်ခဲ့တယ်ဆရာမပေးတဲ့အရာတွေအားလုံးကိုကျွန်တော်တို့အောင်မြင်မှုရရှိဖို့အတွက်ကျွန်တော်လက်ခံပြီးတော့ကြိုးစားတယ်နော်လုပ်ငန်းခွင်ထဲဝင်တဲ့အချိန်မှာဆိုလဲကျွန်တော်လုပ်ငန်းတွေထဲမှာကျွန်တော်အားလုံးနေနဲ့နော်ကျွန်တော်ရလှုပ်ရှင်ရပေးတဲ့စီမီစီကန်တွေလိုက်နာကြတယ်ကျွန်တော်တို့လိုချင်တဲ့ရလက်တွေကိုကျွန်တော်ရရှိဖို့အတွက်အားလုံးနေနဲ့ဒီနေ့ဆက်စမောစီးပွားရေးမှာကျွန်တော်လာလုပ်တဲ့အချိန်မှာဆိုလဲကျွန်တော်အားလုံးနေနဲ့နော်ကျွန်တော်ဘဝတွေပြောင်းလဲဖို့အတွက်ဆက်စမောမှာနော်လှုပ်ဆောင်ရမယ့်အရာတွေကိုကျွန်တော်တို့ဘာကြောင့်လိမ့်မလုပ်နိုင်တာလဲခင်ဗျာပို့ပြီးတော့ကျွန်တော်တို့သိအောင်လုပ်မယ်ဟုတ်လားဆက်ဆက်မွန်နဲ့ပတ်သက်ပြီးတော့ပြီးရင်ကျွန်တော်တို့အားလုံးနေနဲ့ဒီအောင်မြင်မှုရရှိဖို့အတွက်ကျွန်တော်တို့ရဲ့အရာတွေကိုပြန်လည်ပြီးတော့လက်စစ်ကမ်းမျှဝေတာကကျွန်တော်တို့ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲခင်ဗျာโอเคสุดท้ายนะครับสุดท้ายท้ายสุดเดี๋ยวพี่จะส่งรูปหนึ่งนะครับรูปหนึ่งลงไปเนาะแชร์โฟโต้เหรอကျွန်တော်ပုံတစ်ပုံပို့ပေးလာမယ်ခင်ဗျာနော်แป๊บนึงนะรูปนี้พี่ส่งลงไปแล้วทุกคนเห็นใช่ไหมครับโอเคအားလုံးနေနဲ့မြင်ကြလားခင်ဗျာအခုကျွန်တော်ပို့ထားပေးတဲ့ပုံรูปนี้คือสระว่ายน้ำที่อยู่ในหมู่บ้านของพี่เองเนี่ยเดินออกมาประมาณ2 นาทีถึงสระว่ายน้ำตรงนี้เลยကျွန်တော်ဒါကတော့အခုเนาะဒါအကျဉ်းနေတဲ့ဒါမူဘန်းတွေကကျွန်တော်တို့ဒါရက်ွက်ထဲကပေါ့နော်ဒါရေကူးကံပဲဖြစ်ပါတယ်ခင်ဗျ2မိနစ်3မိနစ်သွားရင်ရောက်နိုင်ပါတယ်โอเคแล้วเรามองเห็นห่วงยางไหมครับ
အားလုံးနေနဲ့ကျွန်တော်တို့ ทางแดงๆตรงนี้ไหม အားလုံးနေနဲ့မြင်ကြလားခင်ဗျာဟိုးရှင်းမှာကျွန်တော်တို့ပြထားပေးတဲ့နော်ဒါလက်ပြီးခွင်းနဲ့အနီရောင်စင်းကြောင်းလေးနဲ့မြင်ကြလားခင်ဗျာ สมมุติห่วงยางนี้ครับ คือเป้าหมายของพวกเราคือความฝันของพวกเราคือความสำเร็จที่เราถามที่พี่ถามเราเมื่อตอนต้น အားလုံးနေနဲ့ဒီနေ့အဲ့ဒီကျွန်တော်တို့နော်အဲ့ဒီကျွန်တော်တို့လက်ပြီးခွင်းရှိတဲ့နေရာကိုကျွန်တော်တို့ရဲ့အောင်မြင်မှုကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်းကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုဘဝလို့သတ်မှတ်မယ်ခင်ဗျာ เราจะไปคว้าห่วงยางนี้ เงื่อนไขคือต้องโดดลงไปในสระน้ำนี้ ကျွန်တော်အဲ့ဒီလက်ပြီးခွင်းကိုကျွန်တော်ရရှိဖို့အတွက်လှုပ်ဆောင်ရမယ်เนาะကျွန်တော်လိုက်ပြီးတော့လှုပ်ဆောင်ရမယ်စီမင်းစိတ်ကပါလဲဆိုတော့ဒီရေကူးကန်တွေကိုကျွန်တော်တို့ခုံဆင်းရမှာဖြစ်ပါတယ်ခင်ဗျာ หลังจากนั้นเราต้องทำอะไรครับ เราก็ต้องว่ายไปข้างหน้า เคลื่อนตัวเองไปข้างหน้านะครับ ไปให้สุดสระว่ายน้ำแห่งนี้ เพื่อไปคว้าห่วงยางนี้ ကျွန်တော်လှုပ်ဆောင်ရမယ့်အရာကရေကူးကန်တွေကိုဆင်းပြီးကျွန်တော်တို့ရေကူးပြီးတော့အဲ့ဒီလက်ပြီးခွင်းရှိတဲ့နေရာကိုကျွန်တော်တို့ကူးပြီးတော့တွားရမှာဖြစ်ပါတယ်ခင်ဗျာ วันนี้เราโดดสระว่ายน้ำนี้หรือยัง เราโดดสระว่ายน้ำที่ชื่อว่า Success Mall หรือยัง အားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့เนาะအဲ့ဒီနေရာမှာကိုယ့်ရဲ့အောင်မြင်မှုဆိုရင်ဒီနေ့အားလုံးနေနဲ့ဒီနေ့เนาะကျွန်တော်ဆက်ဆက်မော်စီပွားနဲ့ချိတ်ဆက်ပြီးတော့တွေးမယ်ဆိုရင်ကျွန်တော်အားလုံးနေနဲ့အဲ့ဒီလက်ပြီးခွင်းနေရာကိုရောက်ဖို့အတွက်ကျွန်တော်ရေကန်တွေကိုဒီနေ့ကျွန်တော်တို့ခုံချပြီးပြီလားခင်ဗျာ เรากลัวอะไรอยู่ครับ อย่าไปกลัวครับ โดดลงไปเลย ในสระไม่มีปลาฉลาม ไม่มีจระเข้มีแต่เพื่อนพี่น้องอัพไลน์ดาวไลน์ไซด์ไลน์คุณหมออาจารย์นพพร้อมที่จะประคองเราพร้อมที่จะพาเราไปถึงเป้าหมายตรงนี้ အားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့เนาะကျွန်တော်လိုချင်တဲ့ဒီနေ့ရီမန်းချက်ပန်းတိုင်းတွေကိုဆက်ဆက်မော်စီပွားမှာရရှိဖို့အတွက်เนาะကျွန်တော်တို့ဒီရေကန်တွေကိုခုံဆင်းရသလိုမျိုးအားလုံးနေနဲ့ဒီနေ့ဆုံးဖြတ်ချက်ချပြီးတော့ခုံဆင်းပြီးပြီလားခင်ဗျာ ငါအဲ့ဒီရီမန်းချက်ပန်းတွေကိုသွားဖို့အတွက်ငါဖြစ်ချင်တဲ့ရီမန်းချက်တွေကိုသွားဖို့အတွက်အဲ့ဒီနေမှာကျွန်တော်ခုံဆင်းပြီလားခင်ဗျာဒီရေကန်ထဲမှာကျွန်တော်တို့နော်ငမန်းတွေမိကြောင်တွေနော်ကျွန်တော်တို့ကိုသေစေနိုင်တဲ့အရာတွေဘာမှမရှိပါဘူးခင်ဗျာနော်ကျွန်တော်တို့ဒီနေ့နော်ဆက်ဆက်မော်စီပွားမှာဆိုရင်လည်းအားလုံးနေနဲ့ဒီနေ့ကျွန်တော်တို့ကူညီပေးမဲ့ up line တွေကိုယ့်ရဲ့အဖွဲ့အစည်းတွေကိုယ့်ရဲ့အထက် line တွေနော်ဒီနေ့ company ပိုင်ရှင်တွေ company အဖွဲ့အစည်းတွေအကုန်လုံးရှိပါတယ်ခင်ဗျာအဲ့ဒီကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုပန်းနိုင်စီကိုသွားဖို့အတွက် จงโดดลงไปครับ อย่าลังเลอย่ากลัว โดดลงไปว่ายไปสุดกำลัง เหนื่อยก็พักหยุดแต่อย่าถอยหลังทำยังไงก็ได้ ให้ตัวเองเคลื่อนที่ไปข้างหน้าไปคว้าห่วงยางนี้ให้ได้ အားလုံးနေနဲ့ခုံဆင်းလိုက်ပါခင်ဗျာရဲခုံဆင်းလိုက်ပါအားလုံးနေနဲ့မကြောက်ပါနဲ့ခင်ဗျာနော်ကျွန်တော်တို့အားလုံးနေနဲ့ဒီနေ့နော်ကိုတိုင်းနေအစွမ်းကောင်ခုခတ်ပြီးတော့ကိုလိုချင်တဲ့နေရာကိုသွားပါခင်ဗျာကိုလိုချင်တဲ့ဒီနေ့ရီမန်းချက်ကိုသွားပါခင်ဗျာကျွန်တော်စူးစမ်းတယ်ပင်ပန်းတယ်ဆိုရင်ကျွန်တော်ခဏလေးကျွန်တော်နားလဲနားပါခင်ဗျာပြီးရင်ဆက်လက်ပြီးတော့ကျွန်တော်လိုချင်တဲ့ရီမန်းချက်ကိုရှေ့ဆက်ပြီးတော့သွားပါခင်ဗျာ และวันที่เราคว้าห่วงยางนี้ได้แล้ว นี่คือคอมมิตเมนต์สุดท้ายที่พี่ขอพวกเราพันธสัญญาสุดท้าย วันที่เราคว้าห่วงยางนี้ได้แล้ว วันที่เราเป็นมนุษย์เงินแสนวันที่เราเป็นไดมอนด์เป็นบูไดมอนด์จงว่ายกลับมา จงว่ายกลับมารับเพื่อนเรารุ่นต่อไปที่จะกระโดดลงสระว่ายน้ำนี้ได้ไหม အားလုံးနဲ့နော်နောက်ဆုံးနဲ့ကျွန်တော်ဒီနေ့ဂတိတစ်ခုတောင်းချင်ပါတယ်ဒီနေ့ကျွန်တော်အစွမ်းကောင်ကျွန်တော်ကုကတ်ပြီးတော့ကျွန်တော်လိုချင်တဲ့နော်ဒီလက်ပြီးခွင်းကိုကျွန်တော်ရရှိလိုက်ပြီကျွန်တော်လိုချင်တဲ့ဒီနေ့အောင်မြင်မှုကိုရရှိပြီးဆိုရင်ပြန်လည်ပြီးတော့ကျွန်တော်တွေကနော်ကိုယ့်ရဲ့နောက်မှာလိမ့်လာတဲ့သူတွေကိုပြန်လည်ပြီးတော့နော်သူတို့ရဲ့ရည်မှန်းချက်တွေကိုကူညီဖို့အတွက်ပြန်လည်ပြီးတော့လက်တွဲလာခေါ်လို့ရမလားခင်ဗျာဒါကတော့ကျွန်တော်နောက်ဆုံးနေနဲ့တောင်းချင်တဲ့ဂတိတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ วันนี้ถ้าทุกคนทำได้ครับ คุณคือว่าที่มนุษย์เงินแสนเงินล้านว่าที่ไดมอนด์โรยัลไดมอนด์คนต่อไป เพราะเป้าหมายหรือความสำเร็จไม่ได้มีไว้สำหรับใครบางคน แต่มีไว้ให้สำหรับทุกคนที่ไม่หยุดวิ่งว่ายก้าวเข้าไปหามันอวยพรให้ทุกคนประสบความสำเร็จครับ 3 ปีต่อจากนี้ทุกคนจะเป็นตำนาน ทุกคนจะประสบความสำเร็จเป็นมนุษย์เงินแสนเงินล้าน เป็นรอยัลไดมอนด์ทุกคนแน่นอนสวัสดีครับ အားလုံးနေနဲ့ဒီနေ့နောက်ဆုံးနေနဲ့ဒီနေ့ဒီထဲမှာရှိနေကြတဲ့သူတွေကျွန်တော်ခုနလိုမျိုးကိုလိုချင်တဲ့အောင်မြင်မှုကိုရရှိပြီးပြီဆိုရင်ပြန်လည်ပြီးတော့ကိုရဲ့နောက်မှာလိုက်လာတဲ့သူကူညီနိုင်တယ်ကူညီတဲ့သူတယောက်ဖြစ်မယ်ဆိုရင်ဆက်ဆက်မော်စီပွားမှာမိတ်ဆွေတွေဟာ
နော်ကိုပြည့်ချင်တဲ့ဒီနေ့ Diamond Blue Diamond Black Diamond Red Diamond အမြင့်ဆုံးအောင်မြင်မှုတွေကိုရရှိနိုင်တဲ့သူတွေဖြစ်မယ်ခင်ဗျဒီနေ့ကိုကရှေ့ဆက်ပြီးတော့ကြုံတွေ့ရတဲ့အခက်အခဲပြဿနာတွေကိုကြော်ဖြတ်မယ်ရှေ့ဆက်ပြီးတော့သွားမယ်ကိုလိုချင်တဲ့ရည်မှန်းချက်ပန်းနိုင်ကိုတစ်စိမ့်မဲ့ဒီနေ့စူးစမ်းပြီးတော့လုပ်ကြမယ်ဆိုရင်ကိုဒီဆက်ဆက်မွန်စီပွားထဲမှာနော်အမြင့်ဆုံး Red Diamond ဆိုတဲ့ယာတုကိုရရှိနိုင်တဲ့သူတွေဖြစ်မယ်ဆိုတော့ပြောကြရင်လည်းဒီနေ့ဒီမှာပဲစောင့်သက်ချင်ပါတယ်ခင်ဗျအားလုံးဒီနေ့မင်္ဂလာပါခင်ဗျနော်ครับโอเคဒါဆိုရင်တော့ဒီနေ့ညဒီနေ့ကျွန်တော်